ဒီကနေ့သာသနာတော်နှစ်2568ခုနှစ်ကောဇာနှစ်1385ခုနှစ်တရင်ကျော်လာဇန်14ရက်2023ခုနှစ်10လပိုင်း28ရက်စနေနေ့နနက်ခင်းခါကာလမန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့နယ်ပြင်စာရွှေချောင်းတစ္ဆာရွှေစီကျောင်းတိုက်တွင်မှာပင်စမအကျဉ်ဆင်းရဲကျင်းပကြတဲ့9ရက်တရားစခန်းပွဲဒီကနေ့နောက်ဆုံးနေ့နနက်ခင်းခါကာလမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောကြားတော်မူခဲ့တဲ့တရားဒေသနာများကိုနာယူကြည်ညိုရခြင်းဖြင့်မိမိတို့ရဲ့စိတ်ကိုယုံကြည်မှုတတ္တတရားဖြင့်အားဖြစ်စေကြမယ်။သိမြင်နားလည်မှုပညာတရားဖြင့်ငြိမ်းအေးစေကြမယ်။ဒီတော့ဒီကနေ့ယောဂီတို့ကိုတနေ့တာစွမ်းများအာဟာရများလှူဒန်းကြတဲ့အလှူရှင်တွေကနှစ်ဖက်မိဘများအမှုထား၍ဒကာကြီးဥကျော်ကျော်ဒကမာကြီးဒေါ်ပလဲကျော်ပလဲမိသားစုမန္တလေးမြို့တဲ့ဒီမိသားစုတို့ရဲ့စွမ်းအလှူအတွက်လည်းပဲအနုမောဒနာတရားအနေနဲ့နာယူကြမယ်ပေါ့နော်ကုလိုရှင်များရောယောဂီများရောစင်သားဝယ်စင်ញင်ပွဲနှလုံးသွင်းမယ်တရားတပုတ်အနေနဲ့လည်းပဲနာယူကြမယ်ပေါ့နော်တော့ဒီကနေ့ဓမ္မပေါင်းသူတော်ကောင်းတို့ကိုဘုံဘုံတို့ဘလို့တရားစကားမျိုးပြောဖို့စီစဉ်ထားလဲဆိုတော့သောတာပန်ဖြစ်ကြောင်းတရား၄ပါးဆိုတာကိုပြောဖို့စီစဉ်ထားတယ်ဘုံဘုံတို့ဗုဒ္ဓဘာသာဝင်မှန်ရင်ထိုက်တဲ့ဘာသာရေးအသိဉာဏ်ရှိကြတဲ့လူတိုင်းဘဝမှာဘာအဖြစ်ချင်ဆုံးလဲလို့မေးရင်မဆိုင်မတွဖြေကြမယ်ထင်ပါလေသောတာပန်ဖြစ်ချင်တယ်လို့ဖြေကြလိမ့်မယ်နဲ့တူတယ်နော်သောတာပန်ဖြစ်ပြီဆိုလို့ရှိရင်အပယ်၄ပါးပူဇော်မလိုတော့ဘူးငါသိရင်အပယ်ပုံများရောက်ရအောင်မလီလားလို့တွေးเสียမရှိတော့ဘူးကိုယ့်ရဲ့အနာဂတ်ဟာအလွန်တရာမှသေချာသွားပြီအဝိနိပါတိကဓမ္မာနိယတာတံဘောဓိပရာယနာအနာဂတ်ကောင်းတဲ့အနေအထားတွေဟာခိုင်မြဲသွားပြီအထက်မဲ့၃ပါးလင်သေချာပေါက်လဲလျောင်းရာရှိတယ်သောတာပန်ဖြစ်ပြီဆိုလို့ရှိရင်ဘဝစိတ်ချရပြီပေါ့နော်ဒါကြောင့်ဘာသာရေးအသိဉာဏ်အထိုက်လျောက်ရှိကြတဲ့ပုဂ္ဂိုလ်တိုင်းအလွန်မှဖြစ်ချင်ကြတဲ့သောတာပန်ဟုတ်လားအဲ့ဒီသောတာပန်ဖြစ်ချင်တယ်ဆိုလို့ရှိရင်ဘလို့တရားတွေနဲ့ပြည့်စုံရမှာတော့သောတာပန်ဖြစ်ကြောင်းတရားဆိုပြီးတော့မြတ်စွာဘုရားဟောတာရှိတယ်အဲ့ဒါကိုဒီကနေ့ယောဂီတို့ကိုဘုံဘုံတို့ပြောပြဖို့စီစဉ်ထားတယ်ပေါ့နော်ဘုံဘုံတို့တန်ရုပ်ပါဠိတော်မဟာဝဂတန်ရုပ်ပါဠိတော်ထဲမှာပထမတာရိပုတ္တသုတ်တံဒုတိယတာရိပုတ္တသုတ်တံဆိုပြီးတော့သုတ်တံနှစ်ပုဒ်မှတ်တမ်းတင်ထားတာတွေ့ရတယ်အဲ့ဒါဒုတိယတာရိပုတ္တသုတ်တံမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကရှင်သာရိပုတ္တရာကိုမေးတာတည်တည်ချာချာလေးနာယူရမယ်နော်တရားကိုဟုတ်လားမြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုဗာမေးတော့ဆိုတော့သာရိပုတ္တရာတဲ့သောတပတ္တိယင်္ဂံသောတာပန်ဖြစ်ကြောင်းတရားသောတာပန်ဖြစ်ကြောင်းတရားလို့ပြောကြတယ်တဲ့နော်အဲ့ဒီသောတာပန်ဖြစ်ကြောင်းတရားကဘယ်ရာတွေတုံးဘယ်ဟာကိုသောတာပန်ဖြစ်ကြောင်းတရားလို့ပြောတာတုံးတဲ့အဲ့တော့ရှင်သာရိပုတ္တရာကရသော်ဗျာသဗ္ဗုရိတတံတေဝတတ္တမတဝနံယောနိသောမနတိကာရောဓမ္မာနုဓမ္မပฏิပတ်တိဟုတ်လားနံပါတ်1သဗ္ဗုရိတတံတေဝသူတော်ကောင်းတို့နဲ့ပေါင်းသင်ခြင်းဟာသောတာပန်ဖြစ်ကြောင်းတရားနံပါတ်1တရားပါဗျာတဲ့တတ္တမတဝနံသူတော်ကောင်းတရားကိုနာယူခြင်းဟာသောတာပန်ဖြစ်ကြောင်းဒုတိယတရားပါတဲ့နံပါတ်3ယောနိသောမနတိကာရောတင့်တင့်လျောက်ပတ်လျောကံစွာမှန်ကန်စွာတွေးတောဆင်ခြင်သုံးသပ်နိုင်တဲ့ဆိုတဲ့ယောနိသောမနတိကာရဟာလည်းပဲသောတာပန်ဖြစ်ကြောင်းတရားပါဗျာတဲ့ဓမ္မနုဓမ္မပฏิပတ်တိလောကုတ္တရာတရား၉ပါးအားလျော်သောတရားတို့တရားမြတ်ကိုရစေနိုင်တဲ့ဓမ္မနုဓမ္မပฏิပတ်လို့ဆိုတဲ့ နော်သတိပဋ္ဌာန်တရားမဂ်ခင်၈ပါးအကျင့်မြတ်တရားတွေကိုကျင့်သုံးခြင်းဟာလည်းပဲ
သောတာပန်ဖြစ်ကြောင်းတရားပါတဲ့သောတာပန်ဖြစ်ကြောင်းတရားဘယ်နှပါတော့၄ပါးဟုတ်လားနံပါတ်1သူတော်ကောင်းတွေကိုပေါင်းသင်ရမယ်နံပါတ်2သူတော်ကောင်းတရားကိုနာယူရမယ်နံပါတ်3ယောနိသောမနတိကာရနှလုံးသွင်းမှန်ကန်ရမယ်နံပါတ်4ဓမ္မနုဓမ္မပฏิပတ်တိမဲ့ဉဏ်ဖူဉဏ်ကိုရစီတတ်တဲ့အကျင့်မြတ်တွေကိုကျင့်သုံးရမယ်တဲ့အဲ့ဒါသောတာပန်ဖြစ်ကြောင်းတရားပါဗျာလို့ဖြေတယ်အဲ့လိုဖြေတဲ့အခါကျတော့မြတ်စွာဘုရားဆက်ပြီးတော့မေးတယ်သာရိပုတ္တရာသောတာရေအရင်လို့ပြောကြတယ်နော်သောတာပန္နသောတာပန်ဆိုတဲ့စကားလေးဟာသောတာပန္နသောတာဆိုတဲ့ရေရင်ကိုရောက်သွားတဲ့လူနော်ရေတွေစီးနေတယ်ဆိုရင်ဒီရေဟာတဏှာရာကိုတော့ရောက်သွားမှာပဲလေအဲ့ဒါလိုပဲဓမ္မရေရင်နိဗ္ဗာန်ချမ်းသာသည်ကိုတေချာပေါက်ဆိုက်ရောက်သွားတော့မယ်အထက်မဲ့၃ပါးလျင်တေချာပေါက်ဆိုက်ရောက်ရာရှိတဲ့ရေအရင်အဲ့ဒါကိုသောတာလို့ခေါ်တယ်အဲ့ဒီသောတာဆိုတဲ့ရေရင်ကိုရောက်သွားတဲ့ပုဂ္ဂိုလ်ကိုသောတာပန်လို့ပြောတာအဲ့ဒါမြတ်စွာဘုရားကသောတာလို့ပြောကြတယ်အဲ့ဒီသောတာဆိုတာဘာကိုပြောတာတုံးလို့မေးတဲ့အခါကျတော့ရှင်သာရိပုတ္တရာကမြတ်စွာဘုရားသောတာဆိုတာမဲခင်၈ပါးကိုပြောတာပါဗျာတဲ့မဲခင်၈ပါးယောဂီတို့ကျွမ်းကျင်ပြီးသားနော်တမ္မာဒိဋ္ဌိမှန်ကန်သောအမြင်တမ္မာသင်္ကပ္ပမှန်ကန်သောအတွေးအကြံတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝမှန်ကန်သောအပြောမှန်ကန်သောအလုပ်မှန်ကန်သောအသက်မွေးဝမ်းကြောင်းမှုပြီးတော့ပါတော့တမ္မာဝါယမတမ္မာတတိတမ္မာသမာဓိဟုတ်လားမှန်ကန်တဲ့ကြိုးစားအထောက်မှုမှန်ကန်တဲ့အောက်မေ့အမှတ်ရမှုမှန်ကန်တဲ့တည်ကြည်မှုလို့ဆိုတဲ့သမာဓိမဲ့ခင်၃ပါးပညာမဲ့ခင်2ပါးသီလမဲ့ခင်3ပါးသမာဓိမဲ့ခင်3ပါးဒါကိုဘာခေါ်တော့မဲ့ခင်8ပါးအဲ့ဒါခုမြတ်စွာဘုရားရဲ့အလိုတော်ကြသောတာဆိုတာအဲ့ဒီမဲ့ခင်8ပါးကိုပြောတာတဲ့အဲ့ဒါမြတ်စွာဘုရားလည်းဟုတ်တယ်ဆိုပြီးတော့ရှင်သာရိပုတ္တရာပြောတဲ့အတိုင်းထောက်ခံပြီးတော့ဟောတယ်ထပ်ပြီးတော့မြတ်စွာဘုရား၃ချိန်မြောက်မေးတယ်သာရိပုတ္တရာအဲ့လိုဆိုရင်သောတာပန်နသောတာပန်ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်ကိုပြောတာတော့သောတာပန်ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်ကိုပြောတာတော့အဲ့တော့ရှင်သာရိပုတ္တရာမြတ်စွာဘုရားတဲ့သောတာပန်နသောတာပန်ပုဂ္ဂိုလ်ဆိုတာအဲ့ဒီမဲခင်၈ပါးနဲ့ပြည့်စုံသွားတဲ့ပုဂ္ဂိုလ်ကိုသောတာပန်ပုဂ္ဂိုလ်လို့ခေါ်တာပါဗျာတဲ့မေခွန်း၃ချက်နော်သောတာပန်ဖြစ်ကြောင်းတရားရဲ့သောတာဆိုတဲ့တရားရဲ့သောတာပန်ပုဂ္ဂိုလ်ရဲ့တဘာဝဟုတ်လားဘယ်တရားတွေဟာသောတာပန်ဖြစ်ကြောင်းတရားလဲဘယ်တရားဟာသောတာလဲဘယ်တရားဟာနော်ဘယ်လိုပုဂ္ဂိုလ်ဘယ်လိုအည်သွေးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာသောတာပန်ပုဂ္ဂိုလ်လဲအရေးပါတဲ့မေခွန်း၃ခုနော်အဲ့ဒါမြတ်စွာဘုရားရှင်သာရိပုတ္တရာဖြေတဲ့အတိုင်းမြတ်စွာဘုရားလည်းထပ်ပြီးတော့ဟောပြီးတော့အဲ့ဒီသုတ်တံကိုအတည်ပြုထားတယ်ပေါ့အဲ့ဒါဘုန်းတို့တွေသောတာပန်ဖြစ်ခြင်းကြတဲ့ပုဂ္ဂိုလ်တွေသောတာပန်ဖြစ်ခြင်းနဲ့ဆိုရင်ပြည့်စုံရမယ့်အကြောင်းတရားဘယ်နှပါတော့၄ပါးသူတော်ကောင်းကိုပေါင်းတင်ဆက်ဆံရမယ်သူတော်ကောင်းတရားကိုနာယူရမယ်နှလုံးသွင်းမှန်ကန်ရမယ်သူတော်ကောင်းတရားအလျော်တဲ့အကျင့်မြတ်ကိုကျင့်သုံးရမယ်ဟုတ်လားဒါသောတာပန်ဖြစ်ကြောင်းတရားပေါ့နော်အဲ့ဒီသုတ်တံရဲ့ရှေ့မှာပထမသာရိပုတ္တသုတ်တံဆိုပြီးတော့မှတ်တမ်းတင်ထားတာလေးတစ်ခုလည်းရှိတယ်အဲ့ဒီသုတ်တံမှာတော့ရှင်အာနန္ဒာကရှင်သာရိပုတ္တရာကိုမေးတာအရှင်သာရိပုတ္တရာတဲ့ဘယ်လိုတရားမျိုးတွေနဲ့ပြည့်စုံလို့ဘယ်လိုအည်သွေးတွေနဲ့ပြည့်စုံလို့မြတ်စွာဘုရားကအဲ့ဒီပုဂ္ဂိုလ်ကိုနော်အပေ၄ပါးကိုမကြမရောက်တော့မဲ့နော်အလွန်မှခိုင်မြဲတဲ့ဟုတ်လားအထက်မဲ့၃ပါးလင်လဲလျောင်းရာရှိတဲ့သောတာပန်ပုဂ္ဂိုလ်လို့ပြောတာတော့ဘလို့ရည်သွေးတွေနဲ့ပြည့်စုံလို့ဒီပုဂ္ဂိုလ်ကိုဒီလူကတော့သောတာပန်ပဲနော်အပေ၄ပါးကိုမကြတော့ဘူးသေချာပေါက်အထက်မဲ့ဉာဏ်ဖူဉာဏ်တွေကိုရပြီးတော့အငြိမ့်ကြီးငြင်းရတော့မယ်အေးကြီးအေးရတော့မယ်ဒီပုဂ္ဂိုလ်ဟာသောတာပန်ပုဂ္ဂိုလ်ပဲလို့ဘယ်လိုအကြောင်းအင်္ဂါတွေနဲ့ဘလို့အရည်သွေးတွေနဲ့ပြည့်စုံလို့အဲ့ဒီပုဂ္ဂိုလ်ကိုအဲ့လိုသောတာပန်ပုဂ္ဂိုလ်လို့ပြောတာတော့လို့မေးတယ်အဲ့ဒီမေးတဲ့အမေးမှာတော့ရှင်သာရိပုတ္တရာကတမျိုးဖြေထားတယ်စောတော်ကဖြေတဲ့အဖြေနဲ့ပြီးရင်နည်းနည်းလေးနှီးနှောပြီးတော့ဘုံဘုံပြောပြမယ်နော်ဒီသုတ်တံမှာတော့ तू ကဘလို့ဖြေတုံးဆိုတော့နော်စတုဏံခောအာဟုသောနော်ဓမ္မနာတမ္မနာဂမနဟိတုအရှင်တဲ့တရား၄မျိုးနဲ့ပြည့်စုံတဲ့အတွက်ကြောင့်ဧဝမေယံပဇာဘဂဝတာဖြာကတာမြတ်စွာဘုရားပြောတယ်သူ့ကိုသောတာပန်နာသောတာပန်ပုဂ္ဂိုလ်လို့ပြောတယ်အဲ့ဒီသောတာပန်ပုဂ္ဂိုလ်ကဘလို့တော့
အဝိနိပါဒဓမ္မာနိယတာတံဘောဓိပရာယနာဒီစကလုံးလေးတွေကိုဘုံဘုံကနားထဲမှာယဉ်သိသိချင်းတယ်ဟုတ်လားအဝိနိပါဒဓမ္မာဖယိုဖယဲပြိုကွဲပြီးတော့ဆင်းရဲဒုက္ခတွေရောက်တဲ့ဘဝမျိုးကိုကြစရာရောက်စရာအကြောင်းမရှိတော့ဘူးဆိုလိုတာအပယ်လေးပုံကိုမရောက်တော့ဘူးသူနဲ့အပယ်ပုံနဲ့ဘာမှပတ်သက်မှုဆက်ဆက်မှုမရှိတော့ဘူးနိယတာတံဘောဓိပရာယနာတေချာပေါက်အထက်မဲ့ညာ၃ပါးလျင်လဲလဲအောင်ရရှိတယ်တဂရဂမိမဲ့တဂရဂမိဖို့အနာဂမိမဲ့အနာဂမိဖို့အရဟတမဲ့အရဟတဖို့ဒါကိုတေချာပေါက်သူဟာရကိုရမှာပဲလို့အဲ့ဒီလိုပုဂ္ဂိုလ်ဘာလို့ခေါ်တော့သောတာပန်ပုဂ္ဂိုလ်အဲ့ဒီသောတာပန်ပုဂ္ဂိုလ်ဘာကြောင့်သောတာပန်ပုဂ္ဂိုလ်လို့ပြောတာလို့ဆိုရင်စတုဏ္ဏခောအာဟုသောဓမ္မနာတမ္မနာဂမနဟေတုတဲ့တရား၄ပါးနဲ့ပြည့်စုံခြင်းဒီဟုသောအကြောင်းကြောင့်တရားဘယ်နှမျိုးနဲ့ပြည့်စုံတော့၄မျိုးတဲ့အဲ့ဒီပြည့်စုံတဲ့တရား၄မျိုးကဘာတုံးဆိုတော့ဣရာဟုသောအရိယတာဝကောဗုဒ္ဓေအဝိစ္စပတာရိဏတမ္မနာကတောဟောတိအရှင်တဲ့အရိယာရဲ့တပည့်တာဝကဖြစ်တဲ့အဲ့ဒီသောတာပန်ပုဂ္ဂိုလ်ဟာဘလို့အည်သွေးတွေနဲ့ဘလို့အကြောင်းအင်္ဂါရက်တွေနဲ့ဘလို့အည်သွေးတွေနဲ့ပြည့်စုံလဲဆိုလို့ရှိရင်ဗုဒ္ဓေအဝိစ္စပတာရိတမ္မနာကတောဟောတိမြတ်စွာဘုရားရဲ့အပေါ်မှာတကယ်ကိုဉာဏ်နဲ့သက်ဝင်ပြီးတော့ကြည်ညိုတဲ့စိတ်နဲ့ပြည့်စုံနေတဲ့မြတ်စွာဘုရားရဲ့အပေါ်မှာဘလို့ဉာဏ်နဲ့သက်ဝင်ပြီးတော့ကြည်ညိုတာတော့ယောဂီတို့အကုန်လုံးရပြီးသားနော်ဣတိပိတောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာစရဏသမ္မနောသုကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထဒေဝမနုဿာနံဗုဒ္ဓောဘဂဝါမြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်အနန္တရှိတဲ့အ ਨੇ ကဂုဏ်တော်၉ပါးအဲ့ဒါကိုမြတ်စွာဘုရားရဲ့အလိုတော်ကြထုတ်ဖော်ပြီးတော့ဟောပြတာဟုတ်လားအဲ့ဒီမြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူး၉မျိုးကိုဉာဏ်နဲ့သက်ဝင်ပြီးတော့ယုံကြည်တယ်။အော်တို့မြတ်စွာဘုရားဟာတော့ကိလေသာအပူခတ်သိမ်းငြိမ်းလို့ပဂတိအေးတဲ့စိတ်နှလုံးရှိတော်မူတယ်။ဂုဏ်တော်၉ပါးကိုအကျေပြောနေရင်တရားကနောက်ထပ်ပြောကျင်တာလေးတွေမပြောပြမှာစိုးလို့နောက်ဂုဏ်တော်၉ပါးကိုယောဂီတို့အလုံးနားလည်ပြီးသားနော်အဲ့ဒါလိုဂုဏ်တော်၉ပါးနဲ့ပြည့်စုံတယ်လို့မြတ်စွာဘုရားကိုနော်ဉာဏ်နဲ့သက်ဝင်ပြီးတော့ကြည်ညိုတယ်တဲ့နံပါတ်1သောတာပန်ရဲ့အရည်အသွေးဟုတ်လားနံပါတ်2ဓမ္မေအဝိစ္စပတာရိဏတမ္မနာကတောဟောတိနော်သူတော်ကောင်းတရားရဲ့ပုံမှာဉာဏ်နဲ့သက်ဝင်ပြီးတော့ယုံကြည်တယ်ကြည်ညိုတယ်တရားရဲ့ဂုဏ်တော်6ပါးသောခါတောဘဂဝတာဓမ္မောတဏိဋ္ဌိကောအာဂါလိကောအေဟိပတိကောဩပနိယေကောပစ္စတံဝိရိတဘောဝိညုဟိဟုတ်ပြီနော်နောက်နံပါတ်3ကတံဂေအဝိစ္စပတာရိဏတမ္မနာကတောဟောတိအရိယတန်ဃာတော်တို့ရဲ့ဂုဏ်အည်သွေးကိုဉာဏ်နဲ့သက်ဝင်ပြီးတော့ကြည်ညိုတယ်တန်ဃာဂုဏ်တော်9ပါးနော်နောက်ထပ်တစ်ပါးကြံနေသေးတယ်အည်သွေးကသူက4မျိုးပြောထားတာကိုစတုဏ္ဏခောအာဟုသောဓမ္မနာတမ္မနာဂမနဟိတုဟုတ်လား4ပါးသောနော်အည်အသွေးတွေနဲ့ပြည့်စုံလို့၄ပါးသောတရားတွေနဲ့ပြည့်စုံလို့သူ့ကိုသောတာပန်ပုဂ္ဂိုလ်လို့ခေါ်တာအဲ့ဒီ၄ပါးသောတရားတွေကအခု၃ပါးပြောပြီးသွားပြီနော်ဗုဒ္ဓေအဝိစ္စပတာရိဏတမ္မနာကတောဟောတိဓမ္မေအဝိစ္စပတာရိဏတမ္မနာကတောဟောတိတံဂေအဝိစ္စပတာရိဏတမ္မနာကတောဟောတိဘုရားရဲ့ပုံမှာသူတော်ကောင်းတရားရဲ့ပုံမှာအရိယတန်ဃာတော်တို့ရဲ့ပုံမှာဉာဏ်နဲ့သက်ဝင်ပြီးတော့တကယ်ကိုပဲစိတ်ကလှိုက်လိုက်လဲမတုံမလှုပ်ကြည်ညိုတယ်ယုံကြည်တယ်ဟုတ်လားနောက်၄ခုမြောက်ကသူကဘာပြောတုံးဆိုတော့အရိယကံတေဟိတိလေဟိတမ္မနာကတောဟောတိအရိယသူတော်ကောင်းကြီးတွေအလွန်မှနှစ်သက်မြတ်နိုးတဲ့၅ပါးသီလနဲ့ပြည့်စုံတယ်တဲ့ဟိုဒီနေ့ကသောတာပန်ဖြစ်သွားရင်တော့ဘလို့သိနိုင်မှသလဲဆိုတာအဲ့ဒါအခုဒေသနာအထောက်အထားတွေကိုတွေ့ရတယ်လို့မဆိုနိုင်ဘူးလားသောတာပန်ပုဂ္ဂိုလ်ဟာအခုပါတယ်တော့အရိယသူတော်ကောင်းကြီးတွေအလွန်မှနှစ်သက်မြတ်နိုးတဲ့၅ပါးသောသီလတို့နဲ့ပြည့်စုံတယ်အဲ့ဒီ၅ပါးသီလနဲ့ပြည့်စုံမှုကိုအသေးစိတ်မြတ်စွာဘုရားဟောတယ်အခန္တေဟိအစ္စိတ်တေဟိအတ္တပလေဟိအကမ္ပတေဟိနော်ဟိုမကျိုးမပေါက်မပြောင်မကြားဒီ၅ပါးသီလကိုနော်အစကသိက္ခာပုဒ်ကျိုးတာလည်းမဟုတ်ဘူးအဆုံးသိက္ခာပုဒ်လည်းမကျိုးဘူးအလယ်သိက္ခာပုဒ်တွေလည်းပဲပျောက်ကြားပြီးတော့ကျိုးတာမရှိဘူးအားလုံးအစနေအဆုံး၅ပါးသလုံးမှာဘာလို့ဖြူစင်နေတန့်ရှင်းနေအရိယသူတော်ကောင်းကြီးတွေအလွန်နှစ်သက်မြတ်လို့တဲ့၅ပါးသီလကိုမကျိုးမပေါက်မပြောင်မကြားသူဟာပြည့်စုံတယ်အဲ့ဒီ၅ပါးသီလကိုဘယ်လိုလေးများချီးမွမ်းထားတော့ဆိုတော့ဘုဇိတ်တေဟိနော်တဏှာကျွန်ဖြစ်ကလွတ်ဖို့ဆိုတဲ့စိတ်နဲ့စောင့်တည်ထားဟုတ်လားနော်ဝိညုပတ္တတေဟိတဲ့နော်ပညာရှိသူတော်ကောင်းကြီးတွေအလွန်မှချီးမွမ်းတဲ့တရားနော်အပ္ပရာမတ္ထေဟိတဏှာဒိဋ္ဌုဖြင့်မှားယွင်းဆိုတော့မသုံးသပ်အပ်တဲ့တ
တရားနော်တမာတိတန်ဝတ္တနိကေဟိတမာတိကိုကောင်းစွာဖြစ်စေတဲ့တရားတဲ့ဟိုနေရာမိဂုံးလေးတစ်ခုရှိတယ်နော်ဘယ်ကမ္မထံကတမာတိကိုမြန်မြန်ရပါစေသလဲလို့မေးထားတာရှိတယ်ဟုတ်လားအခုဒီမှာသီလကိုဘယ်လိုပြောတော့တမာတိကိုဖြစ်စေတဲ့တရားလို့အတီးလင်းမြတ်စွာဘုရားဟောတာနော်ဟုတ်လားအရိယာသူတော်ကောင်းကြီးတွေနှစ်သက်မြတ်နိုးတဲ့၅ပါးသီလကိုမကြိုးမပေါက်မပြောက်မကြားနှပြည့်စုံအောင်စောင့်ထိန်ထားတယ်ဘလို့သီလမျိုးတော့တဏှာကျွံဖြစ်ကလွတ်တဲ့သီလမျိုးပညာရှိသူတော်ကောင်းကြီးတွေချီးမွမ်းတဲ့သီလမျိုးဟုတ်လားတမာတိကိုကောင်းစွာဖြစ်စေတဲ့သီလမျိုး၅ပါးသီလကိုအဲ့လိုတောင်ပြောထားတယ်ဟုတ်လားအဲ့လိုသီလနဲ့ပြည့်စုံတယ်တဲ့နော်စတုဏံခောအောက်သောဓမ္မနာတမ္မနာဂမနဟေတု၄ပါးသောတရားတို့နဲ့ပြည့်စုံခြင်းတည်းဟူသောအကြောင်းကြောင့်အဲ့ဒီပုဂ္ဂိုလ်ကိုမြတ်စွာဘုရားကနော်အပေ၄ပါးကိုမကြမရောက်တော့မဲ့ပုဂ္ဂိုလ်အထက်မဲ့၃ပါးလင်လဲလျောင်းရာရှိတဲ့ပုဂ္ဂိုလ်ကိန်းသိမြဲနေတဲ့ပုဂ္ဂိုလ်လို့အဲ့ဒါလိုသောတာပန်ပုဂ္ဂိုလ်လို့မြတ်စွာဘုရားဟောတာတဲ့ဟုတ်လားအဲ့တော့ဒါကဘာလို့ဆိုတော့ပထမတာရိပုတ္တရသုတ်တံပေါ့နော်အဲ့တော့ဒီသုတ်တံတွေကိုဘုန်းဘုန်းတို့လေ့လာကြည့်တဲ့အခါမှာသောတာပန်ဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်ဘယ်လိုသဘာဝတရားတွေနဲ့ဘုန်းဘုန်းတို့ပြည့်စုံအောင်ကြိုးစားရမလဲဆိုတာကိုသိခွင့်ရတယ်သောတာဆိုတာဘယ်လိုအရာကိုပြောတာလဲဆိုတာကိုသိခွင့်ရတယ်သောတာပန်ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်ကိုပြောတာလဲဆိုတာကိုသိခွင့်ရတယ်ဟုတ်လားအခုသောတာပန်ပုဂ္ဂိုလ်ဘယ်လိုပုဂ္ဂိုလ်ကိုသောတာပန်ပုဂ္ဂိုလ်လို့ပြောတာတုံးဆိုတာကိုမြတ်စွာဘုရားမေးတဲ့အချိန်တုန်းကရှင်သာရိပုတ္တရာဖြေတာလေးကတစ်မျိုးခုရှင်အနန္ဒာမေးလို့ရှင်သာရိပုတ္တရာဖြေတာကတစ်မျိုးမြတ်စွာဘုရားမေးတော့ကသူဘယ်လိုဖြေတော့အင်္ဂါ၈ပါးနဲ့ပြည့်စုံတဲ့အရိယာမက်ဟုတ်လားအင်္ဂါ၈ပါးနဲ့ပြည့်စုံတဲ့အရိယာမက်အဲ့ဒီအရိယာမက်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုသောတာပန်ပုဂ္ဂိုလ်လို့ပြောတာဟုတ်လားအခုရှင်အနန္ဒာမေးတော့ဖြေတာဘယ်လိုဖြေတာတော့ဖရာရဲ့ပေါ်မှာတရားရဲ့ပေါ်မှာတန်ခါရဲ့ပေါ်မှာဉာဏ်နဲ့သက်ဝင်ပြီးတော့ယုံကြည်တဲ့ကြည်ညိုတဲ့ပြီးတော့ပါတော့၅ပါးသောသီလကိုမကျိုးမပေါက်မပြောက်မကြားအောင်ပြည့်စုံစွာစောင့်ထိန်ထားနိုင်တဲ့အရည်အသွေးရှိတဲ့ပုဂ္ဂိုလ်ကိုသောတာပန်ပုဂ္ဂိုလ်လို့ပြောတာအဲ့တော့ဒါကတရားကိုတကယ်ကျင့်လိုက်တဲ့အခါမှာသောတော်ကသောတာပန်ဖြစ်ကြောင်းတရား၄ပါးသူတော်ကောင်းကိုပေါင်းတယ်သူတော်ကောင်းတရားကိုနာရတယ်မှန်ကန်တဲ့နှလုံးသွင်းမှုရှိတယ်အဲ့ဒီအချိန်မှာဘုန်းတို့သူတော်ကောင်းတရားကိုကျင့်မယ်ကျင့်တဲ့အချိန်မှာသူဟာသောတပတ္တိမဲ့ဉဏ်ဖူဉဏ်ကိုရပြီဆိုရပါစို့သောတပတ္တိမဲ့ဉဏ်ကိုရပြီဆိုရင်သူ့မှာမဲ့ခင်၈ပါးနဲ့မဖြစ်သွားတော့ပြည့်စုံသွားတယ်မဲ့ခင်၈ပါးနဲ့ပြည့်စုံပြီးတဲ့နောက်မှာသူသည်ဖရာရဲ့ပေါ်မှာသူတော်ကောင်းတရားရဲ့ပေါ်မှာသံဃာတော်ရဲ့ပေါ်မှာဉာဏ်နဲ့သက်ဝင်ပြီးတော့ကြည်ညိုတဲ့သဘောတွေရှိလာပြီဒါတွေမကဘူး၅ပါးသီလနဲ့လည်းပဲဖြူဖြူရှင်ရှင်တန်တန်ရှင်းရှင်းပြည့်စုံသွားတယ်အဲ့ဒီလိုဘုန်းဘုန်းတို့နားလည်ရမှာနောက်သောတာပန်ပုဂ္ဂိုလ်တရားဟာဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကိုဘုန်းဘုန်းတို့ဒေသနာတော်နဲ့အညီဒီလိုနားလည်ထားဖို့မလိုဘူးလားလိုတယ်အဲ့တော့အဓိကကဘာကိုပြောချင်တာတော့ဆိုတော့သောတာပန်ဖြစ်ချင်နေကြတဲ့ပုဂ္ဂိုလ်တွေသောတာပန်ဖြစ်ချင်တယ်ဆိုလို့ရှိရင်ပြည့်စုံရမယ့်အကြောင်းတရား၄မျိုးသောတာပန်ဖြစ်ကြောင်းတရားပေါ့နော်အဲ့ဒီသောတာပန်ဖြစ်ကြောင်းတရားတွေကိုဘုန်းဘုန်းတို့တွေဟာအရည်အသွေးပြည့်မီအောင်ပြည့်စုံအောင်ဘာလို့ဖို့လို့တော့ကြိုးစားဖို့လိုတယ်အထောက်ဖို့လိုတယ်အဲ့ဒီအကြောင်းတရားတွေကိုဘုန်းဘုန်းတို့ကပြည့်စုံအောင်ကြိုးစားမှအကျိုးရလဒ်ဖြစ်တဲ့သောတာပန်ဖြစ်ခြင်းဆိုတဲ့မြင့်မြတ်မှုဟာမိမိတို့တန်တာမှာပြည့်စုံသွားမှာဟုတ်လားဒါကြောင့်သောတာပန်ဖြစ်ခြင်းနဲ့ဆိုရင်နံပါတ်1ဘာလို့ရမှာတော့သူတော်ကောင်းတွေကိုပေါင်းရမယ်နံပါတ်2သူတော်ကောင်းတရားကိုနာယူရမယ်နံပါတ်3ယောနိသောမနတိကာရနှလုံးသွင်းမှတ်ကန်ရမယ်နံပါတ်4ဓမ္မနုဓမ္မပฏิပတ်တိမဉ္ဇဉ်ဘုံဉဏ်ကိုရစေတတ်တဲ့သူတော်ကောင်းတရားအားလျော်တဲ့အကျင့်မြတ်ကိုကျင့်သုံးရမယ်၄မျိုးနော်အဲ့ဒီ၄မျိုးမှာအကြီးအကျယ်တစ်ပါးနဲ့တစ်ပါးဆက်ဆက်နေတယ်ဆိုတာကိုမြင်သိရမယ်ဆိုကြပါစို့ဘုန်းတို့သောတပတ္တိမဉ္ဇဉ်ကိုရတယ်ဆိုတာနော်တကယ်ကိုကြွကြွစားစားဓမ္မနုဓမ္မပတိသူတော်ကောင်းတရားအားလျော်တဲ့တတိပဋ္ဌာန်တရားမဂ်ခင်၈ပါးအကျင့်မြတ်တရားတွေကိုဝိပဿနာတရားတွေကိုတကယ်ကိုဇွဲလုံးလာဝိရိယနဲ့ကြင့်ကြံကြိုးကိုအားထုတ်လို့သောတပတ္တိမဉ္ဇဉ်ကိုရနော်သောတပတ္တိမဉ္ဇဉ်ရခြင်းရဲ့ရှေ့အဖို့မှာနီးသောအကြောင်းဟာဘာလဲလို့မေးရင်ဓမ္မနုဓမ္မပฏิပတ်တိတရားကျင့်တာပေါ့နော်အဲ့ဒီတရားကျင့်တယ်ဆိုတာကောဘာကြောင့်ကျင့်တာတော့တရားကျင့်ခြင်းရဲ့ရှေ့မှာကိုယ်တရားကျင့်တဲ့အနေအထားတစ်ခုကိုရောက်သွားအောင်ဘယ်တရားကတွန်းပို့တာတော့လို့မေးရင်ယောနိသောမနတိကာရတွန်းပို့တာယောဂီတို့အဲ့ဒီအချက်ကိုမြင်ဖို့လိုတယ်နော်အခုဆိုရပါစို့ဒီကိုလာပြီးတော့တရားအားထုတ်တယ်ဘယ်သူကပို့လိုက်လို့ရောက်လာတယ်လို့ထင်လဲအဲ့ဒီယောနိသောမနတိကာရပို့လိုက်လို့ရောက်လာတာ
ငါတော့သွားလို့အောင်မှဖြစ်မှာအများကြီးမှန်ကန်တဲ့အတွေးအမြင်တွေဟုတ်တယ်မဟုတ်လားငါဒီလိုအချိန်ကုန်နေလို့မသိတော့ဘူးဒီလောက်မြင့်မြတ်တဲ့အလုပ်အများကြီးပေါ့သူတွေးတာတွေအများကြီးပဲနော်သာသနာတော်နဲ့တွေ့တဲ့အခါမှာငါဒါကိုတော့လှုပ်ဖြစ်အောင်လုပ်မယ်တချို့အသက်ကြီးတဲ့ပုံကိုယ်တွေဆိုရင်လည်းငါအသက်ကြီးပြီဒါမှမရသေးရင်ဒါလေးမှအထိုက်လဲအောင်မသိရသေးရင်အရှင်းမပြေဘူးငါတိမှဖြစ်မှာရမှဖြစ်မှာဒါကိုလုံးမှဖြစ်မှာဒီတွေးတွေဟာဘာတွေတော့ယောနိသောမနတိကာရကျန်တဲ့အလုပ်တွေတဲ့ဒီအချိန်မှာဒီအလုပ်ဒီတန်ဖိုးရှိဆုံးအရေးကြီးဆုံးလို့ခံယူထားလို့ဒီအလုပ်ကိုလာလုပ်တာနော်အင်းကကိုအသေးသေးအလုပ်တွေကိုစွန့်ထားခဲ့လွတ်ထားခဲ့ပြီးတော့ဒီကိုလာတယ်ဆိုတာဒါဟာလှုပ်တဲ့နယ်ဆိုတဲ့အမြင်ကတွန်းပို့လိုက်လို့ရောက်လာတာဒါဟာလှုပ်တဲ့နယ်လို့မြင်တာဟာမှန်ကန်တဲ့အမြင်ပဲသူ့ဘာလို့နာမည်တမ်းမလို့ယောနိသောမနတိကာရဒါပဲနော်အချိန်နဲ့အချိန်တိုင်းဘုန်းဘုန်းတို့ကယောနိသောမနတိကာရအားကောင်းမှတရားအလုပ်ကိုလှုပ်တဲ့နေရာလေးကိုရောက်တာတရားအထုတ်ဖြစ်တဲ့အခြေအနေတရက်ကိုဘုန်းဘုန်းတို့ဟာဖန်တီးနိုင်တာနော်သူကြောင့်ဒီเจ้าမှနေတဲ့လူတောင်မှဓမ္မယုံနဲ့တို့သွားရစို့ဓမ္မမဟုတ်ကိုယ့်ကိုနေနေငါမှတ်မယ်နော်ရှုမယ်တရားအတိလေးနဲ့နေမယ်သတိပဋ္ဌာန်တရားလေးပွားမယ်ဆိုအဲ့ဒီမပွားခင်ရှေ့အဖို့မှာငါပွားအောင်မှဖြစ်မှာပါဆိုတဲ့အတွေးလေးအရင်ပေါ်တာပဲမဟုတ်လားအဲ့ဒီအတွေးလေးကဘာတော့ယောနိသောမနတိကာရဟုတ်တယ်မဟုတ်လားအဲ့ဒီယောနိသောမနတိကာရအားနဲ့ရင်ဓမ္မနုဓမ္မပฏิပတ်တိဒီကိုလူဟာရောက်မလာတော့ဘူးဓမ္မနုဓမ္မပฏิပတ်တိကိုရောက်မလာဘူးဆိုရင်သောတာပတ္တိမဲ့ဉာဏ်ကရမလားမရဘူးဟုတ်လားအဲ့တော့ဓမ္မနုဓမ္မပฏิပတ်တိရဲ့ရှေ့မှာယောနိသောမနတိကာရသည်အလွန်အားကြီးတဲ့အကြောင်းတရားတစ်ခုအနေနဲ့ရှိနေတယ်အတွေ့ကောင်းလေးတွေအမြင်မှန်လေးတွေပညာပါပဲအဓိကပြောရရင်ဟုတ်လားအဲ့ဒီအရာကတွန်းပို့လိုက်လို့အဲ့ဒီအရာကနှိုးစော်နေလို့အဲ့ဒီအရာကလုံးကိုလုံးမဖြစ်မယ်ဆိုလို့ဘုန်းဘုန်းတို့ဟာလုံးဖြစ်သွားတာဒီသဘောအဲ့လို့ဆိုရင်ဒီယောနိသောမနတိကာရသူဘာကြောင့်ဖြစ်တယ်လဲသူဟာရောအလကားဖြစ်ပေါ်လာတာလားမဟုတ်ဘူးသူ့ရှေ့မှာသူ့ကိုအားကောင်းအောင်နော်တွန်းအားပေးနေတဲ့အလွန်ကြီးမားတဲ့အကြောင်းတရားကြီးတစ်ခုရှိတယ်အဲ့ဒါကဘာလို့ဆိုတော့တတ္တမတဝနံသူတော်ကောင်းတရားကိုနာယူတာစာပေအနေနဲ့ဖတ်ရှုထားတာရှိတယ်အတန်အနေနဲ့နားထောင်ထားတာရှိတယ်နော်ငကိုယ်တုန်းကနားထားတာတွေကလည်းပဲတခါတလေအစ်စ်ပြန်ပြီးတော့ခေါင်းထဲမှာပေါ်လာတာရှိတယ်ဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့ရဲ့ယောနိသောမနတိကာရအတွေးမှန်အမြင်မှန်ဆိုတာလေးဟာတစ်ချိန်ကဖတ်ဖူးတဲ့ကြားဘူးတဲ့အကြောင်းအရာလေးတွေဟုတ်လားအဲ့ဒါလေးတွေကိုအခြေခံပြီးတော့သူတော်ကောင်းတရားနဲ့ပတ်သက်ဆက်ဆက်ပြီးတော့တွေးခဲ့မြင်ခဲ့ဘူးတဲ့နော်အခြေအနေကောင်းလေးတွေကိုပဲအခြေခံပြီးတော့မှယောနိသောမနတိကာရဆိုတာဖြစ်လာတာဟုတ်တယ်မဟုတ်လားသူတော်ကောင်းတရားကိုဘုန်းဘုန်းတို့ကဘာမှတလုံးတပါးမှမကြားဘူးမနာဘူးစာအနေနဲ့လည်းမမှတ်ရှုဘူးကိုသိကြလည်းမသိခဲ့ဘူးဆိုရင်အတွေးအမြင်ကောင်းလေးတွေယောနိသောမနတိကာရဟာဖြစ်ပေါ်လာတဲ့အကြောင်းရှိမလားမရှိဘူးတရားအထုတ်တဲ့အဆင့်ထိရောက်အောင်ယောနိသောမနတိကာရအာကြီးတဲ့အကြောင်းမရှိဘူးဟုတ်လားဒါကြောင့်တရားအထုတ်တဲ့အနေအထားလေးကိုဘုန်းဘုန်းတို့ကရောက်ချင်တယ်ငါတရားအထုတ်တဲ့လူလေးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်ယောနိသောမနတိကာရအားကောင်းဖို့လိုလိမ့်မယ်ယောနိသောမနတိကာရအားကောင်းတဲ့လူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်သူရှိရဘုန်းဘုန်းတို့ဘာအားကောင်းအောင်လုပ်ထားမလားဟေးတတ္တမတဝနာဘုရားရဲ့ဒေသနာတွေနဲ့အများကြီးသိအောင်မြင်အောင်ယဉ်နီးအောင်ကျွမ်းဝင်အောင်အများကြီးလုပ်ထားမယ်နော်အဲ့ဒီကိစ္စကအလွန်မှကြီးမားတဲ့ဆက်ဆက်မှုရှိနေတယ်ဆိုတာကိုမြင်တတ်ဖို့လိုတယ်ဟုတ်လားအဲ့ဒါတရားနာထားတာများရင်များသလောက်အတိတွေကခေါင်းထဲမှာတော့ဘာဖြစ်နေတော့တရားနာထားတာမများတဲ့လူနဲ့မတူဘူးမြတ်စွာဘုရားရဲ့အစုံအမတွေဒေသနာတွေကိုအများကြီးလေ့လာထားတဲ့လူတစ်ယောက်နဲ့လေ့လာမထားတဲ့လူတစ်ယောက်တွေးပုံကြံပုံချင်းလုံးဝမတူဘူးလူဆိုတာအတွေးနဲ့ပဲများသောအားဖြင့်အသက်ရှင်နေတာလေသူတွေးတဲ့အတွေးတွေကသူကြားဘူးတဲ့စကားတွေသူဖတ်ဘူးတဲ့စာတွေကအကြီးအကျယ်လွှမ်းမိုးနေတာတကယ်ပြောရရင်ဟုတ်လားအဲ့ဒါဘုန်းတော်မှန်ကန်တဲ့အတွေးလေးရဖို့ဆိုရင်မှန်ကန်တဲ့အကြောင်းအရာတွေကိုပြောပြထားတဲ့ဒေသနာတွေစာပေတွေအဲ့ဒါတွေကိုဘုန်းတော်ကအများကြီးသိအောင်မြင်အောင်လေ့လာထားဖို့မလိုဘူးလားအဲ့ဒါဘာလို့ခေါ်တော့ဓမ္မတဝနာဟုတ်ပြီနော်ဓမ္မနုဓမ္မပฏิပတ်တိနဲ့ယောနိသောမနတိကာရရဲ့ဆက်ဆက်မှုကိုသိပြီယောနိသောမနတိကာရနဲ့တတ္တမတဝနာရဲ့ဆက်ဆက်မှုကိုသိပြီအဲ့လိုဆိုရင်တတ္တမတဝနာသူတော်ကောင်းတရားကိုနာတဲ့ကိုရောက်လာတယ်သူတော်ကောင်းတရားလေးရောက်လာတယ်နောက်ကိုမျက်စိထဲမှာဒီစာကလေးဖတ်မိသွားတယ်ဒါဘာကြောင့်အဲ့လိုလှုပ်ဖြစ်သွားတာတော့ဆိုရင်သူ့ရှေ့မှာလည်းပဲအလွန်ကြီးမားတဲ့အကြောင်းတရားရှိနေတယ်အဲ့ဒါဘာတော့သဗ္ဗုရိတတန်တေဝသူတော်ကောင်းတွေနဲ့ပေါင်းလို့အသိရှိတဲ့ဉာဏ်ရှိတဲ့မှန်ကန်တဲ့အမြင်ရှိတဲ့လူတွေနဲ့ပေါင်းမိလို့လူဟာကိုနေနေတဲ့အတိုင်းအဝိုင်းထက်
ဘယ်လောက်များကြော်လွန်ပြီးတော့ तू ကတွေးနိုင်မှလဲကြံနိုင်မှလဲနားလည်နိုင်မှလဲနော်ယောဂီတို့သိချာစဉ်းစားနော်အ ਨੇ ဆုံးတော့ဘုန်းဘုန်းတို့ကငယ်ငယ်တည်းကစမိဘတွေရဲ့ကျေးဇူးပေါ့နော်ကြားခဲ့ရတယ်နားထောင်ခဲ့ရတယ်ရိုးနေအောင်ကြားခဲ့ရတယ်နားထောင်ခဲ့ရတယ်အရေးကြီးတဲ့သဘာဝတရားတွေရဲ့အကြောင်းကိုကြားဖို့ခဲ့ပြီးသားဟဲ့နဲ့မကောင်းတာမလုပ်နဲ့ငရဲကြားလိုက်မယ်ဟင်းဒါလည်းပဲပါတော့တရားပဲဟုတ်တယ်မဟုတ်လားစဉ်းစားနော်အဲ့တော့ဘုန်းဘုန်းတို့ကဒီမှန်ကန်တဲ့အကြောင်းအရာကိုကြားခွင့်ရှိတဲ့အတိုင်းဝိုင်းမှာလူလာဖြစ်တာဒါလေးကိုမြင်အောင်ကြည့်နော်ဒီအခြေအနေလေးရဲ့ကြီးမားတဲ့အကျိုးကျေးဇူးကိုမြင်အောင်ကြည့်အကယ်၍နော်အယူအဆမှန်ကန်တဲ့အတိုင်းဝိုင်းမှာလူဖြစ်မယ်ဆိုရင်ဘုန်းဘုန်းတို့ဘယ်လိုနေမလဲအဲ့ဒီတိုင်းဖြစ်သွားမှာပဲဟုတ်တယ်မဟုတ်လားအခုကိုဒီလိုလေးဖြစ်နေတာဟာနော်အတိတ်ကကိုယ့်ရဲ့ကောင်းတဲ့ကံအကြောင်းတရားကြောင့်ကောင်းတဲ့အတိုင်းဝိုင်းလေးမှာဖြစ်လာလို့နော်အကြောင်းအကျိုးလေးတွေဆက်ဆက်ပြီးတော့ဒီလိုလေးဖြစ်လာတာတကယ်လို့သာကောင်းတဲ့အတိုင်းဝိုင်းနဲ့နော်မတွေ့ခဲ့ဘူးကောင်းတဲ့အတိုင်းဝိုင်းနဲ့ကင်းကွာမယ်ဆိုရင်ဘုန်းဘုန်းတို့ကဒီလိုဖြစ်เสียအကြောင်းမရှိဘူးအဲ့တော့ဒီသူတော်ကောင်းတွေရဲ့နော်ကျေးဇူးကိုဘာလို့ဖို့လို့တော့မြင်တတ်ဖို့လို့တယ်နော်မိဘတွေကလည်းပဲဒီမှန်ကန်တဲ့အကြောင်းအရာတွေကိုကိုယ်နားနဲ့ရအောင်ပြောနိုင်တယ်ဆိုတာသူတို့လည်းဘယ်သူနဲ့တွေ့ရလို့တော့မြင်အောင်ကြည့်ဟုတ်လားနော်ဒီဟာလေးပေါ်မှာဘုန်းဘုန်းတို့ကအခြေခံနေတာနော်ဒီတစ်ပင်လေးကဒီနားမှာပေါက်နေတယ်ဒီနားကမြေကြီးဩဇာလေးကိုပဲစုပ်ပြီးတော့သူပါတော့ကြီးထွားတာဒါမြင်တဲ့ဥမာကိုဘုန်းဘုန်းကပြောတာပါအဲ့တော့ဘုန်းဘုန်းတို့ဘဝရဲ့နော်ကောင်းမြတ်တဲ့ဘက်မှာနော်အခြေအနေတစ်ခုထိရောက်နေတယ်ကြီးထွားနေတယ်ဆိုခဲ့မယ်ဆိုရင်အဲ့ဒီကြီးထွားမှုဟာပတ်ဝန်းကျင်ရဲ့ကိုယ်ပတ်ဝန်းကျင်ရဲ့အကျိုးကျေးဇူးပြုမှုနဲ့ကင်းပြီးတော့ကြီးထွားနေတာမဟုတ်ဘူးဟုတ်တယ်မဟုတ်လားအဲ့ဒါဟာကိုဟာဘာလုပ်နေတာလို့ဆိုရင်သူတော်ကောင်းနဲ့ပေါင်းသင်းမိမှန်မသိပေါင်းသင်းမိနေတာပေါ့ဟုတ်လားအဲ့ဒီအခြေခံလေးတွေကြောင့်ဘုန်းဘုန်းတို့မှာအခြေခံနော်တရားလေးတွေကိုလည်းသိခွင့်ရတယ်အဲ့ဒီမှာအခြေခံအတွေးမှန်လေးတွေကိုလည်းရတယ်ဒါကိုကနားလည်ပြီးတော့ဆက်ပြီးတော့ဓာတ်ထက်ပို့ပြီးတော့အည်အသွေးရှိတဲ့နော်သူတော်ကောင်းတရားကိုအများကြီးသိတဲ့နော်ကိုယ်စိတ်ထဲမှာလေးစားလောက်တယ်လို့ထင်တဲ့သီလသမာဓိပညာနဲ့ပြည့်စုံတဲ့ဘုရားဒေသနာတွေကိုအများကြီးနားလေတဲ့ကျွမ်းကျင်တဲ့ပုံကိုယ်တွေကိုရွေးချယ်ပြီးတော့ပေါင်းသင်းအောင်မယ်ဆက်ဆက်အောင်မယ်ဆိုရင်ဘုန်းတို့မှာပို့ပြီးတော့သူတော်ကောင်းတရားနာယူခွင့်သူတော်ကောင်းတရားကိုနားရဲရောက်ဖို့ကိုယ်စိတ်ထဲရောက်ဖို့အခွင့်အလမ်းတွေပို့ပြီးတော့များသွားမယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒါကိုလည်းလုပ်ဖို့လိုတယ်နော်ကိုဝင်းကျင်မှာရှိတဲ့လူတွေရဲ့နော်အတွေးအဲ့ဒီအတွေးကအပြောဖြစ်လာမယ်ပေါ့အဲ့ဒီအပြောကိုဘုန်းဘုန်းတို့ဘာလုပ်ရမလို့ကြားရမယ်တော့ကိုကစီးပွားရေးသမားတွေနဲ့ကြီးပေါင်းနေမယ်ဆိုရင်စီးပွားရေးသမားကဘယ်လိုစကားမျိုးပြောမှာတော့စီးပွားရေးစကားပဲပြောမှာပေါ့အဲ့လိုဆိုရင်ကိုကဘာစကားကိုပဲကြားမှာတော့စီးပွားရေးစကားပဲကြားမယ်အဲ့လိုဆိုရင်ကိုလည်းပဲစီးပွားရေးအတွေးပဲတွေးဖြစ်သွားမယ်မြင်အောင်ကြည့်နော်ဒီဥစ္စာကရိုးရိုးလေးနဲ့လေးနဲ့တယ်တော့သောတာပန်ဖြစ်ချင်တယ်ဆိုလို့ရှိရင်နော်ဒီတရားလေးပါးကိုအလေးအနက်ထားဖို့လိုအပ်တယ်ဟုတ်လားအရေးကြီးဆုံးကတော့ဓမ္မတုဓမ္မပฏิပတ်တိပေါ့တရားကျင့်ပေါ့သို့တော့သူ့ကိုအရေးကြီးဆုံးမှာလို့ပြောလို့လည်းပဲမဖြစ်သေးဘူးလို့ဘုံဘုံကတော့ထင်တယ်ဘာလို့ဆိုတရားကျင့်ဖို့ဆိုတာအတွေးမှန်ရှိမှကျင့်တာအတွေးမှန်မပါရင်တရားကျင့်ကိုမကျင့်ဘူးအတွေးမှန်ဖို့ဆိုတာလည်းပဲအကြားမှန်ခဲ့မှဟုတ်တယ်မဟုတ်လားအကြားမှန်ဖို့ဆိုတာလည်းပဲအပေါင်းမှန်ခဲ့အောင်မှဟောဘယ်သူကအရေးကြီးဆုံးဖြစ်နေတော့ထိတ်ဆုံးမှရောက်နေတယ်နော်သူတော်ကောင်းတရားနဲ့နော်သူတော်ကောင်းတရားကိုကြားနာခွင့်ရအောင်သူတော်ကောင်းနဲ့ပေါင်းသင်းမှုဆိုတာထိတ်ဆုံးမှရှိနေတယ်ဟုတ်လားဒါကြောင့်ဘုံဘုံငယ်ငယ်ကနော်အလွန်မှတ်သားစရာကောင်းတဲ့အကြောင်းအရာလေးတစ်ခုမှတ်သားဖို့တယ်နော်ဒီဘဝဒုက္ခတွေဆင်းရဲဒုက္ခတွေဘာကြောင့်ဖြစ်နေတာတော့အရေးအကြီးဆုံးအကြောင်းတရားတစ်ခုကိုပြပါဆိုလို့ရှိရင်အဝိဇ္ဇာနော်မသိမှုဟာအဓိကအကြဆုံးအကြောင်းတရားပဲနော်ဆင်းရဲခြင်းရဲ့အကြောင်းတရားဟာမသိမှုဟုတ်လားအဲ့လိုဆိုရင်ဆင်းရဲလွတ်တာဟာဘာကြောင့်လွတ်တာတုံးဆိုရင်ရုပ်တရက်ဆိုရင်ကျွတ်တို့ကသိမှုလို့ဖြေလိုက်မှာပါနော်အဲ့ဒီထဲမှာအဲ့လိုလေးပြောမထားဘူးဆင်းရဲဘာကြောင့်လွတ်တာတုံးဆိုတော့မြတ်စွာဘုရားကြောင့်လွတ်တာတဲ့ဆက်ဖို့လိုတယ်နော်တကယ်တမ်းဓာတ်ရိုက်ကတော့အသိဉာဏ်ကြောင့်လွတ်သွားတာသို့တော့အဲ့ဒီအသိဉာဏ်ကမြတ်စွာဘုရားတည်းဟူသောသူတော်ကောင်းနဲ့ကင်းပြီးတော့ဘုန်းဘုန်းတို့မရနိုင်ဘူးဒါကိုမြင်အောင်ဘုန်းဘုန်းကအဲ့ဒါလေးကိုပြောပြတာဟုတ်လားဒါကြောင့်ဒီဥစ္စာကိုပေါ့တွက်မှာဆိုလို့ဟုတ်လားအဲ့တော့ကိုပေါင်းတဲ့သင်တဲ့လူကိုဘေးမှာရှိတဲ့လူဟာကို့အပေါ်မှာဘလောက်ကောင်းတဲ့ဘက်ဆိုးတဲ့ဘက်မှာကြီးကြီးမားမားလွှမ်းမိုးနေသလဲဆိုတာကိုဘုန်းဘုန်းတို့ဘာလို့ဖို့လို့တော့မြင်ဖို့လိုတယ်ဟုတ်လားအပေါင်းအသင်းမှန်မှကိုကောင်းတဲ့ကိုရောက်လာတဲ့
အကြောင်းအရာလေးတွေကမှန်ကန်တဲ့ကောင်းမွန်တဲ့အကြောင်းအရာလေးတွေရောက်လာမှာနော်တဘာဝမကြတဲ့လူနဲ့ပေါင်းသေကြတဲ့တဘာဝမကြတဲ့အကြောင်းအရာတွေပဲကြားလိမ့်မယ်အဲ့လိုဆိုရင်သေကြတဲ့အကုသိုလ်ကအလုံးလိုက်ခဲလိုက်ဖြစ်လိမ့်မယ်ဒါကြောင့်မို့လို့မင်္ဂလာတရားထဲမှာဘာကိုရှင်းတော့တင်ထားတာအသေဝနာစပါဠာနဲ့လူမိုက်မပေါင်းနဲ့လို့ပြောတာနော်အလွန်ကောင်းနော်ဒီဥစ္စာကဟုတ်လားဒါကြောင့်သောတာပန်ဖြစ်ခြင်းတယ်ဆိုလို့ရှိရင်ဘုန်းဘုန်းတို့ကပထမနံပါတ်1အပေါင်းအသင်းမှန်ဖို့လို့နော်အပေါင်းအသင်းမှန်ပြီဟေ့ဆိုလို့ရှိရင်ကောင်းမြတ်တဲ့စကားတွေကြားရတော့မယ်ဒေသနာတော်တွေကိုကြားရတော့မယ်ဒေသနာတွေအကြားများပြီဟေ့ဆိုရင်မှန်ကန်တဲ့အတွေးတွေဖြစ်ထွန်းတော့မယ်အားကောင်းတော့မယ်အဲ့ဒါဆိုလို့ရှိရင်ဘုန်းတို့ဟာဓမ္မနုဓမ္မပฏิပတ္တိတွေကိုရောက်သွားမှာပဲဓမ္မနုဓမ္မပฏิပတ္တိတွေကိုရောက်သွားပြီဟေ့ဆိုလို့ရှိရင်အည်အသွေးပြည့်တဲ့အချိန်မှာမဖြစ်မယ်တော့သောတာပန်ဖြစ်မယ်ပေါ့ဟုတ်လားဒါကြောင့်ဒီတရား၄ပါးမှာဘယ်တရားဟာသောတာပန်ဖြစ်ဖို့အတွက်ပို့ပြီးတော့အရေးကြီးတဲ့အကြောင်းတရားတစ်ခုပါလို့ပြောဖို့တော်တော်ခက်တယ်နော်ဟုတ်တယ်မဟုတ်လားတစ်ခုနဲ့တစ်ခုကဘာဖြစ်နေတာတော့ဆက်ဆက်နေတာဒါကိုဘုံဘုံကကောင်းကောင်းမြင်စေခြင်းလို့ဒီအကြောင်းအရာလေးကိုပြောပြတာဟုတ်လားအဲ့ဒါကိုပို့ပြီးတော့ဘုံဘုံတို့ပေါ်လွင်အောင်ထင်ရှားအောင်သူတော်ကောင်းတွေနဲ့ပေါင်းသင်းရတာဆက်ဆံရတာဘယ်လောက်ထိအကျိုးအမြတ်ရှိတယ်လဲမြတ်စွာဘုရားကသူတော်ကောင်းတွေနဲ့ပေါင်းသင်းရတာရဲ့အပေါ်မှာဘယ်လိုအမြင်ရှိတယ်လဲဆိုတာလေးကိုနော်ဘုံဘုံမြတ်စွာဘုရားလက်ထက်ကဖြစ်ပျက်လေးတစ်ခုကိုအခြေခံပြီးတော့နော်တရားရဲ့ဒုတိယပိုင်းလေးအနေနဲ့ဆက်ပြီးတော့ပြောကြည့်မယ်ဟုတ်လားဟိုတို့သက္ကာရဝကတန်ရုပ်ပါဠိတော်မှာတပ္ပိသုတ်တံဆိုပြီးတော့သုတ်တံတစ်ပုဒ်ရှိတယ်အဲ့ဒီသုတ်တံမှာဗာပြောထားတော့ဆိုတော့အခါတစ်ပါးမှာမြတ်စွာဘုရားကြီးတို့အကြောင်းတော်မှာသတင်းသုံးတော်မူနေကနော်ညတန်းကောင်ရံလောက်အချိန်မှာနော်နတ်သားတွေ900လောက်တောင်ရှိတယ်တဲ့မြတ်စွာဘုရားအကြောင်းတော်ကိုရောက်လာတယ်အဲ့ဒီနတ်တွေမှာနာမည်ရှိတယ်တတုံလပကာယိကာနတ်များတဲ့နော်သူတော်ကောင်းတရားတွေကိုအတူတူရွတ်ဖတ်ခဲ့လို့နော်သိတဲ့အခါမှာဖြစ်ကြတဲ့နတ်တွေအဲ့ဒီနတ်တွေရောက်လာတယ်ရောက်လာပြီးတော့မြတ်စွာဘုရားကိုနော်ပထမနတ်တယောက်ကဘာလျှောက်တုံဆိုတော့တပ္ပိဒေဝသမာတိထတပ္ပိကုပ္ပေထတန်ထဝံတတံတရမမင်ညာယတေယောဟောတိနပါပိယောတပ္ပိဒေဝသမာတိထသူတော်ကောင်းတွေနဲ့ပေါင်းဖော်ခြင်းကိုပြုရမယ်တပ္ပိကုပ္ပေထတန်ထဝံသူတော်ကောင်းတွေနဲ့ပေါင်းသင်းတာဆက်ဆံတာတွေကိုကြိုးစားပြီးတော့ပြုလုပ်သင့်တယ်အဲ့ဒါလို့ဆိုရင်တတံတရမမင်ညာယသူတော်ကောင်းတွေသိတဲ့တရားကိုသိပြီးတော့တေယောဟောတိနပါပိယောအဲ့ဒီပုဂ္ဂိုလ်အတွက်အရှုံးမရှိဘူးအမြတ်ပဲရှိတယ်ယုံညံ့မှုမရှိဘူးမြင့်မြတ်မှုတာရှိလိမ့်မယ်လို့သူရွတ်ဆိုတဲ့ဂါထာရဲ့အဓိပ္ပာယ်ကအဲ့လိုအဓိပ္ပာယ်ရတယ်နော်တပ္ပိဒေဝသမာတိထတပ္ပိကုပ္ပေထတန်ထဝံတတံတရမမင်ညာယတေယောဟောတိနပါပိယောအလွန်ကောင်းတယ်နော်ဟိုတုန်းကနော်သုတ္တသမဇတ်ထဲမှာနော်1000တန်ဂါထာများဆိုတာနော်ဟိုတုန်းကတောင်တန်းစတော်ဘုရားကြီးအမြဲတမ်းရွတ်တယ်နတ်ချစ်ဂါထာဆိုပြီးတော့ဒီလိုလည်းပဲဗုဒ္ဓဘာသာအတိုင်းဝိုင်းမှာဒီဂါထာလေးတွေကနာမည်ရှိတယ်ပေါ့နော်တပ္ပိဒေဝသမာတိထတပ္ပိကုပ္ပေထတန်ထဝံတတံတရမမင်ညာယတေယောဟောတိနပပိယောသူတော်ကောင်းနဲ့ပေါင်းရမယ်သူတော်ကောင်းနဲ့ပေါင်းတဲ့ဆက်ဆံခြင်းကိုပြုရမယ်အဲ့ဒါဆိုရင်သူတော်ကောင်းတွေသိတဲ့တရားကိုသိပြီးတော့ဒီလိုအတွက်ယုံညံ့မှုတွေမဖြစ်ဘဲနဲ့မြင့်မြတ်မှုတွေသာလည်းဖြစ်လာလိမ့်မယ်ဒီလိုအဓိပ္ပာယ်ရတယ်အဲ့ဒါနတ်တွေကတယောက်ပြီးတယောက်လျှောက်တယ်သူတို့က6ယောက်တောင်လျှောက်တယ်ဂါထာ6ပုဒ်ဘာလို့သူတို့ကလျှောက်တဲ့ဂါထာတိုင်းကိုကြည့်လိုက်တဲ့အခါမှာလည်းပဲသူတော်ကောင်းနဲ့ပေါင်းသင်းဆက်ဆံခြင်းကြောင့်ရရှိတဲ့အကျိုးကျေးဇူးတွေကိုပဲရွေးချယ်ပြီးတော့ပြောသွားတာအဲ့ဒါကိုဘုံဘုံနောက်ပိုင်းကျတော့ပြောမယ်။ဘာကြောင့်သူတို့ကဒီဂါထာလေးတွေကိုအထူးသဖြင့်သူတော်ကောင်းနဲ့ပေါင်းသင်းဆက်ဆံခြင်းကြောင့်ရရှိတဲ့အကျိုးကျေးဇူးကိုဖော်ညွှန်းနေတဲ့ဂါထာလေးတွေကိုပဲသူတို့ကရှောက်ရတာလဲဆိုတော့သူတို့မှာလက်တွေ့အတွေ့အကြုံလက်တွေ့ခံစားချက်ရှိနေလို့သူတော်ကောင်းနဲ့ပေါင်းသင်းဆက်ဆံခဲ့ခြင်းကြောင့်သူတို့ကိုယ်တိုင်အကျိုးကျေးဇူးကိုလက်တွေ့ခံစားခဲ့ရတာတိတ်ပြီးတော့မကြသေးဘူးအဲ့ဒါကြောင့်သူတို့မှာခံစားချက်ကပူပူနွေးနွေးလက်လက်ဆက်ဆက်ပဲရှိနေသေးတယ်သူတို့ကတစ်ချိန်တုန်းကဆိုတိတ်ပြီးတော့မကြသေးဘူးဘုရားပွင့်ပြီးမှပဲဟုတ်လားဘုံမထင်ပါတယ်ရက်ပိုင်းလပိုင်းလောက်ပဲမြတ်စွာဘုရားဒီကိုရောက်လာတာသူတို့နတ်ဖြစ်တာတိတ်မကြသေးဘူးရက်ပိုင်းလပိုင်းလောက်ပဲရှိအောင်မယ်လို့ထင်တာဘာလို့သူတို့ကနတ်ပြည်ကိုရောက်သွားကြတာတော့နတ်ဖြစ်သွားကြတာတော့ဆိုတော့အဲ့ဒီတာဝတိမြို့ကကုံတယ်တွေသူတို့ကငကိုကဒီနတ်မဖြစ်ခင်တုန်းကဟုတ်လားအဲ့ဒီကုံတယ်တွေ900ကျော်လောက်စုပြီးတော့နော်သမုဒ္ဒရာကိုဖြတ်ပြီးတော့သူတို့ကုံကူးကြတာပေါ့အဲ့ဒါဒီနေ့မှာနော်ကုံကူးသွားကြရင်းနဲ့အဲ့ဒီသမုဒ္ဒရာအလယ်မှာရောက်တဲ့အချိန်ပေါ့
လေနေချမ်းလာပြီးတော့မုံတိုင်းမိတယ်လှေတွေပါတွေကလည်းပဲအခုခေတ်လိုအကောင်ကြီးမဟုတ်ဘူးပေါ့နော်ခိုင်ခိုင်မာမာကြီးမဟုတ်တဲ့အတွက်ကြောင့်အဲ့ဒါကတဖြည်းဖြည်းနဲ့နစ်တယ်လှိုင်းလေကြပါကဲမဲ့လူမဲ့လူမရှိကဲမဲ့ယူမဲ့လူမရှိအဲ့အကုန်လုံးသေဘေးနဲ့တွေ့တဲ့အခါမှာကြောက်လာတဲ့ကြငိုကြရိုးကြအော်ကြဟေးကြတချို့လည်းပဲကိုအားကိုအားရပြုရနတ်ဒေဝတာတွေတမမဟုတ်ကိုယ်စိတ်ထဲမှာတော့ကိုအားကိုလို့ရမယ်ထင်တဲ့အရာတွေရဲ့ပေါ်မှာအာကိုသမှုပြုကြတော့တိုင်တန်းကြလက်ရင်ဘတ်ထုကြအဲ့လိုပေါ့အမျိုးမျိုးသေဘေးနဲ့တွေ့တဲ့အခါမှာဖြစ်လာတဲ့သဘာဝအတိုင်းနော်သူတို့အကုန်လုံးစွစွဝါတုံ့ပြန်နေကြတာဘောခန္ဓာရဲ့ပေါ်မှာမမုံမှုမကင်းကြသေးတဲ့ပုဂ္ဂိုလ်တိုင်းသေဘေးနဲ့တွေ့လာလို့ရှိရင်ကြောက်ကြတာကြီးပါပဲဟုတ်လားအဲ့တော့အကုန်လုံးစွစွဝါဖြစ်နေတဲ့အချိန်မှာတယောက်သောလူတယောက်ကတော့အလွန်မှတီတီငိမ့်ငိမ့်ထိုင်းနေတယ်တဲ့မလှုပ်ဘူးစိုးရင်တဲ့ပုံလည်းမပေါက်ဘူးသူကသူငိမ့်ငိမ့်အေးအေးပဲထိုင်းနေတယ်အကုန်လုံးကဖြောက်ပြက်ခတ်နေတဲ့ကြားထဲမှာသူတယောက်ကတော့အလုံးကိုထူးထူးဆန်းဆန်းဖြစ်နေတယ်ပေါ့အဲ့ဒါနဲ့ကျန်တဲ့လူတွေကလည်းပဲတတိမပြုမိလို့ကိုမရဘူးဒီလူရဲ့နော်ပုံမှန်တရားကအလုံးမတီငိမ့်တဲ့သဘောကျန်တဲ့လူတွေနဲ့အလုံးမကွက်ပြားခြားနာမှုဖြစ်နေတဲ့သဘောဖြစ်နေတော့ဒီလူတွေကိုတဖြည်းဖြည်းနဲ့လူတွေကဝိုင်းလာတယ်ဒီလူမှာဘာများအားကိုရှိလို့လဲပေါ့ကျန်တဲ့လူတွေအကုန်လုံးကြောက်လန့်နေတာသူတယောက်ပဲငြိမ်းနေတယ်အဲ့ဒါနဲ့ခင်ဗျာဘာလို့ငြိမ်းနေတာတော့သေမှာမကြောက်တဲ့လူမရှိဘူးဘာလို့မကြောက်တာတော့ပြောတဲ့အခါမှာသူကငါမှအားကိုရှိတယ်လို့ပြောတယ်တဲ့အဲ့ဒါသူကမြတ်စွာဘုရားကြီးကနော်ငါးပါးသီလကိုစောင့်တည်ခဲ့တယ်နော်ဘုရားတရားတန်ခါယတနာမြတ်သုံးပါးရဲ့ပုံမှာဉာဏ်နဲ့သက်ဝင်ပြီးတော့ကြည်ညိုတဲ့ယုံကြည်တဲ့နော်ဒီတရားပညာအဥပြုပြီးတော့တရဏဂုံသုံးပါးကိုလည်းစောင့်တည်ခဲ့တယ်အလှူဒါနကိုလည်းသူပြုခဲ့တယ်အဲ့တော့သူဓာတ်ပြန်ပြီးတော့သူစဉ်းစားတယ်အဓိကကတော့သူ့မှာတရဏဂုံသုံးပါးနဲ့ငါးပါးသီလပေါ့နော်စောစောကသောတာပန်တို့ဘလို့အကြောင်းအင်္ဂါရက်တွေနဲ့ပြည့်စုံလို့သောတာပန်တို့ပြောရတာတုံးလို့ရှင်အနန္ဒာကမေးတော့ရှင်သာရိပုတ္တရာဖြေတဲ့အဖြေမှာသောတာပန်ဟာဗါတဲ့တော့ဘုရားရဲ့ပေါ်မှာတရားရဲ့ပေါ်မှာတန်ခါရဲ့ပေါ်မှာနော်ဉာဏ်နဲ့သက်ဝင်ပြီးတော့ယုံကြည်တဲ့ကြည်ညိုတဲ့စိတ်ရှိတယ်ပြီးတော့အရိယာတွေမျက်နှိုးတဲ့၅ပါးသီလကိုတော့မကြားမပေါက်မပြောက်မကြားအောင်စောင့်ထိန်နိုင်နေလို့ဒီလိုပြောထားတာလေးကိုတတိယပဲရှိတယ်နော်အခုသူကလည်းအဲ့ဒါကိုပြောတာသူ့မှာတရဏဂုံ၃ပါးရှိတယ်၅ပါးသီလရှိတယ်ဘဝဆိုတာကတော့နော်တနည်းမဟုတ်တနည်းဒီလိုပဲပြည့်ရတာပါပဲသေရတာပါပဲနော်ဒီလိုရည်နှစ်ပြီးတော့မသေးဘူးဆိုရင်လည်းတစ်ချိန်ကြတော့လည်းပဲနော်အကြောင်းတရားတစ်မျိုးမျိုးနဲ့သေရမှာပဲတဘဝမှာနှစ်ခါသေရတယ်ဆိုတာမရှိဘူးတစ်ခါတော့သေကိုသေရမှာပဲတနည်းနည်းနဲ့သေရမှာပဲနော်ကန်ဆိုးလိုက်တာလို့ပြောလို့မရအောင်သေရတာကန်ဆိုးတယ်လို့ပြောရင်တော့ဘယ်နည်းနဲ့သေခြင်းတရားအကုန်လုံးဟာကန်ဆိုးမှုပဲဒါပေမဲ့လူတွေကမသေခြင်းတဲ့အတွက်ကြောင့်ကိုယ်မှကျုံလာတဲ့သေခြင်းတရားတွေ့ပြီဆိုတာနဲ့ဘာလို့တယ်ပဲအောင်မိတာတော့ကန်ဆိုးတယ်အောင်မိတာသက်80 80သမလည်းသေမယ်ဆိုရင် तू ကလည်းကန်ဆိုးတယ်ပဲအောင်မိမှာနေခြင်းသေးတာဟုတ်လားစဉ်းစားရကောင်းနော်သေခြင်းတရားနဲ့သေခြင်းတရားနော်အမှန်တရားကိုအများကြီးပြောနေတယ်လို့ဘုန်းဘုန်းကတော့ခံစားရတယ်သေခြင်းတရားကိုစဉ်းစားလိုက်တာနဲ့ဘုန်းဘုန်းတို့မှာတကယ့်ကိုလေးနဲ့တဲ့ဘဝရဲ့အကြောင်းတရားတွေကိုအများကြီးကြားခွင့်ရမယ်လို့ထင်တယ်အဲ့ဒါနာတာစဉ်းစားကိုတကယ်သိတော့မယ်ဆိုတဲ့အခါကျတော့ဘလို့တွေဖြစ်နေလဲမြင်ကြည့်ပေါ့ကိုဆိုရင်ရောဘလို့နေမလဲတွေးကြည့်ပေါ့နော်အဲ့တော့ဒီလူကသူ့မှာအာကိုအာရရှိတယ်တရဏဂုံ၃ပါးနဲ့၅ပါးသိလိုက်ရှိတယ်ဒါကြောင့်သူမကြောက်ဘူးသိလိုက်ဖို့ပဲမတတ်နိုင်ဘူးနော်ငိုးယူနေလို့လည်းအကြောင်းထူတာမှမဟုတ်တာဒါဒီတိုင်းဒီဘေးကမလွတ်တော့ဘူးလာမယ်ဘေးကိုသူဘာလုပ်တာတော့ပြေးတွေးတာနော်ကျွတ်တို့ဗမာစကားပုံက2ခုရှိတယ်လာမယ်ဘေးပြေးတွေးနောက်ထပ်ပါရှိသေးတယ်လုပ်ပါလာမယ်ဘေးအဝေးကရှောင်းတဲ့ဟုတ်တယ်မဟုတ်လားလာမယ်ဘေးအဝေးကရှောင်းရှိသေးရဲ့နော်လာမယ်ဘေးကိုဟုတ်တယ်တချို့ဘေးကအဝေးကကိုရှောင်းမရှောင်းရင်တွေ့မှာဒါပေမဲ့တချို့ဘေးကအဝေးကရှောင်းလို့မရဘူးခုသေးချင်းဘေးကလာမယ်ဘေးအဝေးကရှောင်းဆိုတာထည့်လို့ရသလားရှောင်းလို့မှမရတဲ့ဘေးနာချင်းဘေးတွေ့မှာသူကဟုတ်လားကိုယ်အသုံးမကျလို့ဖြစ်တဲ့ဘေးတွေရှောင်လို့ရှိရင်လွတ်တဲ့ဘေးမျိုးကြရင်တော့ဟုတ်တာပေါ့လာမယ်ဘေးဝေးရရှောင်းဝေးရရှောင်းနိုင်လေကောင်းလေဒါတိသေးချင်းဘေးကလာမယ်ဘေးဝေးရရှောင်းဆိုတာတဲ့ထည့်ရမယ်ဘေးမျိုးမဟုတ်ဘူးသူကလာမယ်ဘေးပြေးတွေ့ရမှာအဲ့တော့ပြေးတွေ့တယ်ဆိုရင်အည်အသွေးရှိလေတွေ့တဲ့နေရာမှာအဆင်ပြေလေဒါပဲ
အည်အသွေးညံ့လေးလေးအဲ့ဒါကပောက်တိကပောက်ချာအိုးနှင်းခွက်နေနဲ့သေမင်းကိုသွားလက်ဆွဲရမယ့်ကိစ္စလွယ်တဲ့ကိစ္စမဟုတ်ဘူးနော်စဉ်းစားတော့ဒီဥစ္စာကဟုတ်လားခုလာမဲ့ဘေးကို तू ဘာလုပ်နေတာတော့ပြေးတွေ့သူ့မှာတွေ့ဖို့အတွက်လည်းပဲအည်အသွေးရှိနေတယ်ဟုတ်လားအဲ့တော့ကျန်တဲ့လူတွေကဟာအဲ့လိုဆိုလို့ရှိရင်ငါတို့ကိုလည်းပဲအဲ့ဒီနော်အည်အသွေးမျိုးအဲ့ဒီအခြေအနေမျိုးရအောင်လုပ်ပေးလို့ရလားဆိုတော့ရတယ်ဆိုပြီးတော့ကျန်တဲ့လူတွေအကုန်လုံးကိုညင်ခိုင်းတယ်ရေကတဖြည်းဖြည်းနဲ့ဝင်နေပြီဒီလှေကြီးပေါ်မှာနောက်မိနစ်ပိုင်းအတွင်းနစ်တော့မဲ့အနေထားဟုတ်လားအကုန်လုံးတိတ်ကြဆိုအကုန်လုံးငြိမ်သွားတဲ့ချိန်မှာသူမြတ်စွာဘုရားရဲ့ဂုဏ်ကြီးသွေးကိုသူတက်တလောက်အချင်းချုပ်ကလေးပြောပြတယ်သူတော်ကောင်းတရားရဲ့အကြောင်းကိုပြောပြတယ်အရိယတန်ဃာတော်တို့ရဲ့အကြောင်းကိုပြောပြတယ်နော်ငါးပါးသီလရဲ့အကြောင်းကိုပြောပြတယ်နော်ဒါကိုပြောရင်းနဲ့ဘုံဘုံကဘာကိုကြားဖြတ်ပြီးတော့ယောဂီတို့ကိုပြောလိုက်ခြင်းတော့ဆိုတော့ဘောကမှာအရေးအကြီးဆုံးကျွမ်းကျင်ကျင်နားလေထားတဲ့စကား6ခွန်းရှိတယ်လို့ယောဂီတို့ကိုနော်ဒီအကြောင်းအရာလေးကိုနားလေစေခြင်းတယ်စကားဘယ်နှခွန်း6ခွန်းဖရာတရားတန်ခါနေစာဒုက္ခအနတ္တနော်ဒီစကား6ခွန်းရဲ့အကြောင်းကိုဘယ်လောက်ထိနားလေအောင်လုပ်မလဲပြပြဝဝနားမလဲကြသေးတာကတော့အသေးချာပဲဟုတ်လားဖရာတရားတန်ခါအကြောင်းကိုလေသောတာပန်ဖြစ်မှပြပြဝဝနားလည်မယ်လို့ဘုံဘုံထင်တယ်ဒီအချိန်မှာနားလည်တဲ့လောက်တော့နားလည်မယ်ပေါ့ဒါပေမဲ့တရားကိုတကယ်ကြိုးစားအထောက်လို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တဲ့အနေအထားကိုရောက်အောင်လုပ်နိုင်မယ်ဆိုရင် तू ကအချမ်းသာဆုံးအရာကိုရပြီအချမ်းသာဆုံးအရာကိုရပြီဆိုရင်ဒီချမ်းသာဘာကြောင့်ရတာတော့မြတ်စွာဘုရားရဲ့ကြီးသူကြောင့်ရတာအရိယတန်ဃာတော်တို့ရဲ့ကြီးသူကြောင့်ရတာ तू သိပြီဆိုရင်ဘုရားတရားတန်ဃာရဲ့အပေါ်မှာသူမြင်တဲ့အမြင်ဟာတရားသူမရတဲ့လူရဲ့အမြင်နဲ့တရားသူရတဲ့လူရဲ့အမြင်ဟာတူနိုင်ပါလားမတူနိုင်ဘူးဒါကကွာခြားမှုကိုရှင်းအောင်ဘုံမှာပြောတာပါတရားသူမရသေးခင်မှာတောင်မှတရားရဲ့အရာလာကိုပုထုဇဉ်ဘဝနဲ့ဘယ်အတိုင်းတာအထိရအောင်ယူနိုင်တယ်လေနော်တရားရဲ့အရာလာကိုများများရအောင်ယူနိုင်တဲ့လူနဲ့များများမရသေးတဲ့လူတယောက်ရဲ့နော်ယတနာမြတ်သုံးပါးရဲ့အပေါ်မှာအမြင်နဲ့တရားရဲ့အရာလာကိုအများကြီးရထားတဲ့လူတယောက်ရဲ့ယတနာမြတ်သုံးပါးရဲ့အပေါ်မှာမြင်တဲ့အမြင်နဲ့ဟောတူနိုင်မလားမတူနိုင်ဘူးအဲ့ဒီလိုခံစားတတ်စေခြင်းတာတော့ဘုရားတရားတန်ခါပြီးတော့ဗါလဲတော့အနိစ္စဒုက္ခအနတ္တအနိစ္စကိုဘယ်လောက်နားလဲတော့ဒုက္ခကိုဘယ်လောက်နားလဲတော့အနတ္တကိုဘယ်လောက်နားလဲတော့အနတ္တတကယ်နားလဲရင်သောတာပန်ဖြစ်မှာနော်နားမလဲကြသေးဘူးကျွတ်တို့နားလေဖို့လိုအပ်နေသေးတဲ့စကလုံးလေးတွေငွေတွေကစကြားဘူးထားတဲ့စကလုံး6လုံးပဲနော်ဟုတ်လားခုဒီမှာသူပါပြောပြီတော့ဘုရားတရားတန်ခါယတနာမြတ်သုံးပါးကြောင့်ဟိုပြောတယ်ငါးပါးသီလကြောင့်ဟိုပြောတယ်အကုန်လုံးရဲ့စိတ်ထဲမှာသေဘေးရလည်းပဲတွေ့နေပြီဒါကိုပဲအကုလို့မယ်ဆိုတဲ့နော်မှန်ကန်တဲ့အမြင်လေးရလည်းရှိနေတယ်အဲ့ဒီအချိန်မှာသူတရဏဂုံသုံးပါးကိုချပေးတယ်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိပြီးရင်၅ပါးသီလကိုချပေးတယ်အဲ့ဒါလူကအယမ်းများတဲ့အခါကျတော့ဒီလှိုင်းတန်လေးတန်နေနဲ့တိတ်မကြားတဲ့အတွက်ကြောင့်ခုနှစ်အုပ်စုစုပြီးတော့မှသူချပေးတယ်တဲ့လူ900ကျော်လောက်ကို100ချင်းစီချပေးတယ်အဲ့တော့ပထမအုပ်စုချပေးတဲ့အချိန်မှာရေကဒူးကောင်းလောက်ရောက်တယ်နောက်ဒုတိယအုပ်စုချပေးတယ်မှာပေါင်လေလောက်ရောက်တယ်တဖြည်းဖြည်းနဲ့ရေကအဲ့ဒါနောက်ဆုံး9အုပ်စုမြောက်ချတဲ့အချိန်မှာရေကမေးသေးလောက်ရောက်နေပြီတဲ့အဲ့ဒါတခဲမှန်ကိုအလော30ပဲနော်အဲ့ဒါနောက်ဆုံး9အုပ်စုမြောက်ချပြီးပြီဆိုတော့အကုန်လုံးရေနစ်ပြီးတော့ဆုံးမကြရတယ်ပေါ့အဲ့ဒါအကုန်လုံးအဲ့ဒီစိတ်နဲ့ပဲသူတို့ဟာသေသွားကြတယ်အဲ့ဒီစိတ်နဲ့သေတဲ့အတွက်ကြောင့်ဘယ်ရောက်တော့တာဝရိန္ဒာနဲ့ပြည်ကိုရောက်တယ်တော့သေခြင်းတရားကိုသူတို့ဟာအကောင်းဆုံးနည်းနဲ့ဖြည့်ရှင်းသွားတယ်လို့ဆိုနိုင်ဘူးလားဟိုတနေ့ကယောဂီတယောက်မေးတာရှိရဲ့နော်သေကနေ့မှာတရားနာပြီးတော့သေရမှာလားနော်တရားမှတ်ပြီးတော့သေရမှာလားကိုပြုခဲ့တဲ့ကုသိုလ်အောက်မေ့ပြီးတော့သေရမှာလားဒါမှမဟုတ်ရင်နော်တိတ်တိတ်ဆိတ်ဆိတ်ကလေးသေရမှာလားသူမေးထားတာတော်တော်စုံတယ်နော်ဟုတ်လားအဲ့တော့ဘုံဘုံဘလို့ဖြေလိုက်တာတော့ကိုသေခြင်းလို့သေဟုတ်တယ်ကိုနဲ့အဆင်ပြေလို့သေဖို့လိုရနော်တရားမှတ်ပြီးတော့သေဖို့လည်းပဲကိုကအဆင်ပြေခြင်းမှပြေမှာဒါအကျွမ်းကျင်အောင်မှတ်ခဲ့မှသာလေတရားမှတ်ပြီးတော့နေတဲ့နီးကအကောင်းဆုံးတော့အကောင်းဆုံးပဲဒါဒီအကောင်းဆုံးကကိုမမီနိုင်တော့ဘယ်လိုလုပ်ဈေးထဲမှာဝတ်သားတွေကျက်သားတွေအကောင်းဆုံးဘောကိုမှပတ်စံမရှိတော့ဘယ်လိုလုပ်မလို့ဟုတ်တယ်မဟုတ်လားကိုဝယ်စားနိုင်မှာကို့အတွက်ကောင်းပါလေဟုတ်လားအဲ့တော့ကောင်းတယ်ဆိုတိုင်းလဲလက်လှမ်းကမိတတ်သေးတာမဟုတ်ဟုတ်လားအခုသူတို့ရဲ့သေခြင်းတရားကိုဖြည့်ရှင်းသွားပုံကလေးကအဲ့ဒီနီးနဲ့ဖြည့်ရှင်းသွားတာဒါကတကယ်ကိုသူတို့ကနှစ်ဖူးတွေဒူးတွေတွေ့တယ်သူတို့ရဲ့အခြေအနေလေးကိုချင်းစာပြီးတော့ကြည်နိုင်မှဒီအနေထားလေးတွေရဲ့လေးနက်မှုကိုခံစားလို့ရမှာနော်ကိုတာဝရိန္ဒာနဲ့ပြည်ကိုရောက်တယ်ရောက်တဲ့အခါကျတော့ဩ
တို့မဲ့ကြည်စမ်းနော်ချမ်းသာတဲ့ဘဝကိုရတယ်ဘုရားကြီးသူကြောင့်ဆိုဒီဥပဒကတကားတယောက်ရဲ့ကြီးစုဆိုတော့ तू မြင်တယ်နော်မြတ်စွာဘုရားရဲ့ကြီးစုသူတော်ကောင်းတရားရဲ့ကြီးစုတန်ဃာတော်တို့ရဲ့ကြီးစု၅ပါးသီလရဲ့ကြီးစုဒါကိုလည်းသူတို့မြင်တယ်မြင်လို့မို့နော်ဒီအကြောင်းအရာလေးတွေမမေ့မပြောက်သေးခင်မှာမြတ်စွာဘုရားကြီးကိုသွားကြမေးဆိုတော့အဲ့အုပ်စုဖွဲ့ပြီးတော့သူတို့ရောက်လာကြတာဟုတ်လားအဲ့ဒါရောက်ချင်းပထမနတ်ကဘာလျှောက်တုံးစောတော့ဘုံဘုံရွတ်ပြရနော်တပိဒေဝတမတိထတပိကုဗ္ဗေထတန်ထဝတတံတရမမေညာယတေယောဟောတိနာပါပိယောသူတော်ကောင်းနဲ့ပေါင်းပါသူတော်ကောင်းနဲ့ပေါင်းသင်ဆက်ဆံခြင်းကိုပြုပါအဲ့ဒါဆိုရင်သူတော်ကောင်းတရားကိုသိရပါလိမ့်မယ်သူတော်ကောင်းတရားကိုသိရပြီဆိုရင်ယုံညံ့မှုမဖြစ်ဘူးမြင့်မြတ်မှုသာလည်းဖြစ်မယ်လို့ဒီလိုပြောတာအဲ့ဒါလိုပြောပြီးတော့နောက်ဒုတိယနတ်တယောက်ကပြောပြန်တယ်တဲ့မြတ်စွာဘုရားကိုလျှောက်ပြန်တယ်နော်တို့6ဂါထာရှိတယ်အဲ့ဒါလေးကိုဘုံဘုံအကျဉ်းမြင်လေးပဲပြောပြမယ်ဟုတ်လားတပိဒေဝတမတိထတပိကုဗ္ဗေထတန်ထဝတတံတရမမေညာယပညာလက်ပတိနေညာတော်တဲ့နောက်ဆုံးပါတာလေးပဲကွဲလွဲမှုရှိတယ်နောက်သူတော်ကောင်းနဲ့ပေါင်းသင်းရာဤသူတော်ကောင်းနဲ့ပေါင်းသင်းဆက်ဆံခြင်းကိုပြုရာဤသူတော်ကောင်းတရားကိုတိတိရှိတော်ဒီထိသုံးပါတာက6ဂါထာလုံးအကုန်တူတယ်ဟုတ်လားအကျိုးရလက်တစ်ခုပဲနောက်ဆုံးပါတာအနေနဲ့ကွဲပြားသွားတာအဲ့ဒါဒုတိယနတ်ကဘာပြောဆိုပညာလက်ပတိနေညတော်သူတော်ကောင်းနဲ့ပေါင်းလို့သူတော်ကောင်းတရားကိုများသိရမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာပညာလက်ပတိမှန်မှန်ကန်ကန်သိတဲ့ဉာဏ်ပညာကိုသူရလိမ့်မယ်တဲ့နေညတော်တခြားနည်းနဲ့တော့မရနိုင်ဘူးတဲ့အသိဉာဏ်ပညာကိုတန်ဖိုးထားတယ်ဆိုလို့ရှိရင်ဘုန်းဘုန်းတို့သူတော်ကောင်းနဲ့ပေါင်းပြီးတော့သူတော်ကောင်းတရားကိုသိအောင်လုပ်အဲ့ဒါဆိုလို့ရှိရင်သိတဲ့သိတဲ့မြင်တဲ့မြင်တတ်တဲ့သဘာဝအမှန်တရားတွေရဲ့အကြောင်းဘုန်းဘုန်းတို့ဟာမှန်မှန်ကန်ကန်သိရမယ်သူတော်ကောင်းနဲ့ပေါင်းသင်းခြင်းဒီဟူသောအကြောင်းကလွဲလို့တခြားအကြောင်းတရားဖြင့်တော့အသိဉာဏ်ပညာကိုမရနိုင်ဘူးလို့ပြောတာပညာလက်ပတိနေညတော်အသိဉာဏ်ပညာကိုရမယ်တခြားနည်းနဲ့တော့မရနိုင်ဘူးသူတော်ကောင်းကိုပေါင်းတဲ့နည်းနဲ့သာလေအသိဉာဏ်ပညာကိုရနိုင်တယ်လို့ပြောချင်တာသဘောပေါက်တယ်နော်နောက်တတိယနတ်ကဘာပြောတော့တပိဒေဝတမတေထတပိကုဗ္ဗေထတန်တဝံတတံတရမမေညာယတောကမစ္စေနသောစတိသူတော်ကောင်းနဲ့ပေါင်းလို့သူတော်ကောင်းတရားကိုမြန်သိရမယ်ဆိုလို့ရှိရင်စိုးရိမ်ခြင်းတို့ရောက်နေကြတဲ့လူတွေရဲ့ကြားထဲမှာသူကိုယ်တိုင်စိုးရိမ်မှုကင်းပြီးတော့ချမ်းသာတာနေရလိမ့်မယ်တဲ့။နောက်သူတော်ကောင်းတရားကိုတကယ်သိပြီးဟေးဆိုရင်သူဟာစိုးရိမ်မှုကင်းလိမ့်မယ်။လောကလူသားအများစုကတော့စိုးရိမ်မှုကင်းပြီးတော့နေကြတာမဟုတ်ဘူး။စိုးရိမ်မှုတွေနဲ့ပဲပူပူလောင်လောင်ပင်ပင်ပန်းပန်းနေကြတာ။ဒါကိုသူကပြောတာနော်။သူတော်ကောင်းနဲ့ပေါင်းလို့သူတော်ကောင်းတရားကိုမြန်သိရမယ်ဆိုရင်စိုးရိမ်နေတဲ့လူတွေကြားထဲမှာစိုးရိမ်မှုမရှိဘဲနဲ့ထူးထူးခြားခြားနေရပါလိမ့်မယ်လို့ပြောတာစိတ်ထဲကခံစားတတ်အောင်ခံစားပြီးတော့နားထောင်တော့ဟုတ်လားနောက်၄ယောက်မြောက်နတ်ကဘာပြောတော့တပိဒေဝတမတိထတပိကုဗ္ဗေထတန်ထောတတံတရမမေညာယညာတိမစ္စေဝိရောစတိနော်သူတော်ကောင်းနဲ့ပေါင်းလို့သူတော်ကောင်းတရားကိုမြန်သိရမယ်ဆိုလို့ရှိရင်ဒီလိုဟာရွှေမျိုးတွေရဲ့အလေအတိုင်းဝိုင်းတွေရဲ့ကြားထဲမှာအလွန်တင့်တောင့်တင့်တယ်ရှိလိမ့်မယ်တဲ့သူတော်ကောင်းတရားကိုသိပြီဆိုရင်သူ့ရဲ့ဉာဏ်ကအလွန်မှကိုပဲလင်းလက်တောက်ပြောင်သွားပြီလို့မဆိုနိုင်ဘူးလားလူတယောက်အတိတကယ်ရှိသွားပြီဆိုလို့ရှိရင်အရာအလုံးကြားထဲမှာသူကဘာလို့ထင်ရှားလာတယ်ပေါ့ဟုတ်လားသဘောပေါက်လားမသိဘူးနော်အသိဉာဏ်ပညာတကယ်ရှိလာပြီသိတဲ့တာတွေ तू အများကြီးသိလာပြီဆိုရင်သူ့အတိုင်းဝိုင်းထဲမှာ तू ကဘာလို့ထင်ရှားတယ်ဒါကိုပြောတာအဲ့ဒါကို तू တင်စားပြီးတော့ပြောတာနော်ညာတိမစ္စေဝိရောစတိရွှေမျိုးတွေကြားထဲမှာတင့်တယ်ပါလိမ့်မယ်လို့ပြောတာဟုတ်လားနောက်9ယောက်မြောက်နတ်ကဘာပြောတော့တပိဒေဝတမတိထတပိကုဗ္ဗေထတန်ထဝံတတံတရမမေညာယတတ္တာကိစ္ဆန္တိတုဂတေနောက်သူတော်ကောင်းနဲ့ပေါင်းလို့သူတော်ကောင်းတရားကိုမြန်သိရမယ်ဆိုလို့ရှိရင်သိရတဲ့ချိန်မှာအဲ့ဒီလူဟာဘယ်ကိုရောက်မလို့ဆိုတော့ကောင်းတဲ့မြင့်မြတ်တဲ့ဘဝကိုရောက်လိမ့်မယ်နော်သိခြင်းတရားကိုချမ်းချမ်းသာသာရင်ဆိုင်ပြီးတော့ချမ်းသာတဲ့ဘဝတစ်ခုကိုရပါလိမ့်မယ်လို့ပြောတာကောင်းတယ်နော်သူရဲ့အမြင်ကလည်းဟုတ်လားနောက်ဆုံး6ယောက်မြောက်နတ်ကဘာပြောတော့တပိဒေဝတမတိထတပိကုဗ္ဗေထတန်ထဝံတတံတရမမေညာယတတ္တာတိဋ္ဌံတိတာတတံနောက်သူတော်ကောင်းနဲ့ပေါင်းလို့သူတော်ကောင်းတရားကိုမြန်သိရမယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာတဲ့တတ္တာတိဋ္ဌံတိတာတတံအမြဲတမ်းချမ်းသာနေတဲ့လူတစ်ယောက်အဖြစ်ကိုရောက်တော့ပါလိမ့်မယ်တဲ့အမြဲတမ်းချမ်းသာမှုနဲ့ပဲနေရလိမ့်မယ်လို့ပြောတာဟုတ်တာပေါ့တရားသူတရားမြတ်ရသည့်အထိသူတော်ကောင်းတရားကိုမြန်သိခဲ့မယ်ဆိုရင်သူဆင်းရဲတယ်လို့ဘယ်ရှိမလို့ချမ်းသာမယ်ပေါ့နော်အဲ့ဒါလို့နတ်6ယောက်ကသူတို့ရဲ့အမြင်တွေကိုဒါ
ဒါခေါင်းဆောင်သဘောမျိုးလို့ဆိုနိုင်ပါတယ်ဟုတ်လားသူတို့ရဲ့အမြင်တွေကိုမြတ်စွာဘုရားကိုရှောက်ထားပြီးတော့သူတို့ကမြတ်စွာဘုရားကိုနော်ဘာဆက်ပြီးတော့ပြောပြန်တော့ဆိုတော့မြတ်စွာဘုရားတဲ့အခုတပည့်တော်တို့နတ်6ယောက်ပြောလိုက်တဲ့စကားအသီးသီးရှိတယ်ပေါ့နော်အဲ့ဒီတပည့်တော်တို့ပြောတဲ့စကားတွေထဲမှာဘယ်နဲ့ရဲ့စကားဟာအကောင်းဆုံးဖြစ်မလဲတဲ့နော်သူတို့ကနော်အမှတ်ကလည်းယူကျင်သေးတယ်လို့ပြောရမယ်ဟုတ်လားငါစကားပို့ပြီးတော့ကောင်းတယ်ဆိုတာလေးကလည်းရလိုက်ချင်သေးတယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကိုသူတို့ကဒိုင်လှုပ်ခိုင်းနေနော်ဘယ်သူစကားအကောင်းဆုံးလဲလို့မြတ်စွာဘုရားကိုမေးအဲ့မြတ်စွာဘုရားကအသီးသီးဟာကို့အတိတ်ပဲနဲ့ကိုအကုန်လုံးကောင်းတာကြီးပါပဲတဲ့ဟုတ်ပါတယ်ဘယ်ဟာမှပြည့်ရစရာမရှိဘူးအကုန်လုံးကမှန်ကန်တယ်ကောင်းမှန်တယ်ဒါပေမဲ့မြတ်စွာဘုရားဗာဆက်မေးရှိလို့ဆိုတော့သင်တို့စကားတွေဟာအသီးသီးကောင်းကြပါလေတဲ့ဒါပေမဲ့ငါရဲ့အမြင်ငါရဲ့စကားကိုလည်းနားထောင်ကြည့်အောင်တဲ့ဟောမြတ်စွာဘုရားကသူတော်ကောင်းနဲ့ပေါင်းသင်းရခြင်းရဲ့အကျိုးကျေးဇူးကိုဘယ်လိုပြောမလဲတပ္ပိဒေဝတမတေထတပ္ပိကုဗ္ဗေထတတံဟောတတံတရမမညာယတပ္ပဒုက္ခပမုစ္စတိတဲ့ဟောဒါမြတ်စွာဘုရားပြောတဲ့စကားတပ္ပဒုက္ခပမုစ္စတိနော်သူတော်ကောင်းနဲ့ပေါင်းလို့သူတော်ကောင်းတရားကိုမြန်သိရမယ်ဆိုရင်အလုံးစုံသောဆင်းရဲဒုက္ခတွေကလွတ်မြောက်သွားလိမ့်မယ်တဲ့တပ္ပဒုက္ခပမုစ္စတိတဲ့နော်ဆင်းရဲဒုက္ခအလုံးကလွတ်မြောက်သွားလိမ့်မယ်တဲ့အဲ့တော့ဆင်းရဲဒုက္ခအလုံးကလွတ်မြောက်ခြင်းတယ်ဆိုရင်သူတော်ကောင်းနဲ့ပေါင်းသင်းခြင်းဆိုတဲ့အမှုကိုဘုန်းဘုန်းတို့တွေဟာပြုရမယ်ပေါ့အဲ့တော့ကိုယ်ဘေးမှာရှိနေတဲ့လူတွေကိုကိုဟာဉာဏ်နဲ့စစ်စစ်ရွေးချယ်ဖို့မလိုဘူးလားလိုတယ်နော်ဒါကိုဘုန်းဘုန်းကပြောတော့တရားအချိန်ကတော့စေ့နေပြီ45မိနစ်နည်းနည်းကြော်သွားပြီနော်ဒါပေမဲ့ဘာလေးကိုအမှတ်ရတော့ဘာလေးကိုပြောလိုက်ခြင်းသေးတုံးဆိုတော့ဓမ္မပဒပါဠိတော်မှာနော်ရှာလိုလူရောင်းမလိုလူလို့ပြောထားတာရှိတယ်ဟုတ်လားနော်မုဟုတ်တမပိစီဝိညုပန္တိတံပိရုပတ္တိခိပ္ပံဓမ္မဝိဇ္ဇာနန္တိဇိဝတုပရတံယထနော်မုဟုတ်တမပိစီဝိညုပန္တိတံပိရုပတ္တိခိပ္ပံဓမ္မဝိဇ္ဇာနန္တိဇိဝတုပရတံယထလူတယောက်ကပညာရှိသူတော်ကောင်းနေနဲ့တမဟုတ်လောက်လေးပဲခဏလေးပဲပေါင်းလိုက်တယ်ဒါပေမဲ့သူတော်ကောင်းတရားရဲ့အရာတာကိုသူတိသွားတယ်တဲ့ဘာနဲ့တူလဲဆိုရင်ရှာနဲ့တူတယ်နော်ဟင်းရဲ့အရာတာကိုရှာဖို့ခဏလေးပဲတင်လိုက်တယ်ဒီရှာကဒါချိုလားချင်းလားဆတ်လားဖန်လားခါလားအကုန်လုံးသိတယ်နော်ဒါပေမဲ့မဲတဲ့ပုံကိုယ်ကြီးကြတော့အဲ့လိုမဟုတ်ဘူးတဲ့ဟုတ်လားအချိန်ကာလကြာမြင့်စွာသူတော်ကောင်းနေနဲ့ပေါင်းသင်းတယ်ဆက်ဆံတယ်ဒါပေမဲ့သူတော်ကောင်းတရားရဲ့အရာတာကို तू မသိဘူးဘာနဲ့လားတရံတူလုံးဆိုတော့ဓဗ္ဗီသူပရတံယထာရောင်းမတဲ့တူတယ်တဲ့ဟင်းဟိုတဲ့အမြဲတမ်းမှွေတော့မှွေနေတာပဲဘာရတာမှ तू မသိဟုတ်လားဒါလေးတွေကဆက်ဆက်ပြီးတော့တွေးစရာဒေသနာလေးတွေကိုဘုံဘုံကပြောပြတာနော်ဟုတ်လားအဲ့တော့ဘုန်းတို့ကလည်းပဲနော်သူတော်ကောင်းနဲ့ပေါင်းရမယ်ဆိုတဲ့စကားကိုတော့ကြာတိုင်းအဲ့ဒီအကြောင်းအရာကိုစဉ်းစားမိတိုင်းငါကိုယ်တိုင်ကလည်းပဲရောင်းမလူမဖြစ်ဖို့ရှာလူဖြစ်ဖို့လည်းပဲလူသေးတယ်ဆိုတဲ့အတွေးလေးနဲ့ထပ်မံပြီးတော့ပြည့်စုံသွားအောင်တွေးကြံနိုင်ဖို့မလိုဘူးလားလိုတယ်ဟုတ်လားအဲ့တော့ဘုန်းဘုန်းကဒီနေ့ပြောရည်တို့ကိုနော်ဗုဒ္ဓဘာသာဝင်မှန်သမျှအလွန်မှဖြစ်ချင်ကြတယ်အလွန်မှလည်းပဲစိတ်ထဲမှာနော်အလေးထားပြီးတော့တွေးကြတဲ့သောတာပန်ဟုတ်လားဘုန်းဘုန်းတို့ရဲ့စိတ်ထဲမှာဘယ်လောက်ထိဒီပန်းတိုင်ကိုရောက်ချင်နေသလဲရချင်နေသလဲဆိုတာလူတိုင်းမှာနဲ့ဆိုင်ရှိတယ်အဲ့ဒါလို့ဆိုလို့ရှိရင်ဒီအကျိုးရလက်တစ်ခုကိုရချင်တယ်ဆိုရင်အကြောင်းတရားနဲ့ပြည့်စုံအောင်ကြိုးစားရရတယ်ဒါထုံးစံပဲအကြောင်းတရားနဲ့ပြည့်စုံအောင်မကြိုးစားဘဲနဲ့အကျိုးရလက်ဆိုတာထွက်ပေါ်လာရုံထုံးစံမရှိဘူးအဲ့ဒါကိုသောတာပန်ဖြစ်ချင်တယ်ဆိုရင်သောတာပန်ဖြစ်ဖို့အတွက်အကြောင်းတရား၄မျိုးမြတ်စွာဘုရားဟောတာလေသဗ္ဗုဒိတတံတေဝတရမတဝနံယောနိသောမနတိကာရဓမ္မနုဓမ္မပฏิပတ်တိနော်ကြာဘူးပြီးသားတရားလေးတွေကိုပို့ပြီးတော့လေးလေးနက်နက်တွေးမိပါစေတော့ဆိုတဲ့စေတနာနဲ့ဘုံဘုံကဒီနေ့သောတာပန်ဖြစ်ကြောင်းတရား၄ပါးကိုဟောပြပါတယ်ဟုတ်လားဒါကြောင့်သောတာပန်ဖြစ်ကြောင်းတရား၄ပါးနဲ့ပြည့်စုံအောင်ကြိုးစားပြီးတော့နော်မဲ့ဉဏ်ဘုံဉဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်အောင်ကြိုးစားအထောက်နိုင်ကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုံဘုံတို့ဆန္ဒပြုပြီးတော့ဒီကနေ့ကြိုးပမ်းအထောက်ကြရတဲ့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအ